ရာကျွန်တော်ဖြစ်စေတန်ရှင်းတော်ဝိညာဉ်တော်ပြောဖြစ်တယ်ဒါကြောင့်ပါတာအားလုံးပဲမင်္ဂလာပါအားလုံးပဲမင်္ဂလာပါကျွန်တော်ငယ်ပဲရှိပါသေးတယ်ဆရာမပြောလိုက်တာကျွန်တော်တို့ကြည့်တော့အာမင်ကျွန်တော်တို့ကစားဖြစ်ပါတယ်ဘုရားရှင်ကျေးဇူးတော်ကြောင့်ဒီနေ့တကယ်ပါပဲဘုရားပို့ဆောင်လို့ကျွန်တော်လည်းရောက်ပါတယ် Thank you ဘုရားရှင်ကျေးဇူးတော်ချီးမွမ်းပါတယ်ဘုရားသခင်ရဲ့ကောင်းမြတ်ခြင်းကြောင့်ကျွန်တော်ဒီနေရာမှာဒီနေ့ဒီမှာရှိတဲ့ကျွန်တော်ချစ်တော်ဘုရားမိသားစုရောက်စီရတဲ့ဆုံးဖြတ်ရတဲ့ထိုဘုရားရှင်ကျွန်တော်အထူးပဲကျေးဇူးတင်တယ်အာမင်ကျွန်တော်ကောင်းမြတ်တော်ဘုရားတော်ကိုချီးမွမ်းအောင်ဟာလေလုယာဘုရားရှင်ရဲ့ကောင်းမြတ်ပါရောတကယ်ပါကျွန်တော်ဒီနေ့ဒီခီးစဉ်မှာကျွန်တော်ထွက်လာတဲ့ခီးစဉ်ကတကယ်တော့ကျွန်တော်ပထမအစီအစဉ်ထားတဲ့အစီအစဉ်ကကျွန်တော်မလေးရှားရဲ့ထိုင်းရဲ့ဩစတြေးလျရဲ့ကောင်းမှုပါဘယ်ဖြစ်ပါလဲ၃နိုင်ငံခီးစဉ်ရှိပါတယ်ဒါပေမဲ့ဘုရားသခင်ရဲ့အကြံစီအဒါပေမဲ့အောင်းစရာကောင်းပါလေကျွန်တော်ရောက်တဲ့နေရာမှာလည်းအများနဲ့ကျွန်တော်ဝင်ငှပါလို့ကျွန်တော်သက်သေခံဒီနေ့ဒီစင်ကာပူနိုင်ငံကိုဘုရားသခင်ဟာသူ့ရဲ့အကြံစီကငကိုလေးကရှိပြီးသားဖြစ်တယ်အာမင်ကျွန်တော်ရဲ့အစီအစဉ်ထဲမှာတော့မပါဘူးဒါပေမဲ့ဘုရားရဲ့အစီအစဉ်ထဲမှာရှိပြီးသားဖြစ်တယ်ဘာလို့သူချစ်တဲ့တောင်းကြီးရောက်စီတိုင်းကိုဘုရားသခင်ဒီနေ့ကြီးတော်မှုကိုပြုနေတယ်အာမင်ခုနဆရာမပြောတဲ့စကားလေးကျွန်တော်တမက်ခွန်အားရတယ်ဆရာမတစ်ချက်လောက်ကျွန်တော်တစ်ချက်လေးပြန်ပြောဘာကိုပိတ်ပြီးတော့ဘာကိုဖွင့်ကျွန်တော်လည်းကြားပါဘာလို့မလဲနားကိုဟာလေလုယာအဲ့ဒါလေးဒီနေ့အဲ့ဒီနားကိုဆွပြီးတော့နှလုံးကိုဖွင့်ဖို့လုပ်တယ်ဒါပေမဲ့တော်တော်များများကနားကိုတဝက်ဖွင့်တယ်အုံနောက်ကိုအများကြီးဖွင့်ကြတယ်။ဒါကြောင့်ဒီနေ့ကောင်းတဲ့ဘုရားနဲ့လွယ်နေတာဖြစ်တယ်။ဒီနေ့ဘုရားခင်ကြီးတော်မှုပြုမယ်။အာမင်။နှလုံးသားကဖွင့်တာဘုရားခင်ကြီးတော်မှုကိုပြုခြင်းလို့ဒီနေရာကိုပို့ဆောင်มาဖြစ်တယ်။ခုနဆရာမပြောသလိုဟုတ်ပါတယ်။မသိဘူးသူနဲ့ကျွန်တော်လည်းဒါပေမဲ့ဆရာမရဲ့ဖခင်ကကျွန်တော်ဒီတိုးဆောင်ရောက်တဲ့ခါမှာတွေ့ခဲ့ပြီးဆရာမရဲ့မိခင်ကြီးတွေကျွန်တော်သွားဆူတောင်းပေးခြင်းအခွင့်ကိုရတယ်။သူတို့အိမ်မှာသွားရောက်ခြင်းဖိတ်ကြားခြင်းကိုလည်းခွင့်ခံရတယ်။ကျွန်တော်ဆရာမရဲ့ဖခင်နဲ့တွေ့တဲ့ခါမှာတအားပဲခွန်အားဖြစ်တယ်။သူကကျွန်တော်တို့ကိုလူငယ်လိုပဲအကုန်တက်တည်ခံတယ်အဲ့မှာ तू ကတက်တည်ခံမှာကျွန်တော်ရဲ့သမီးတယောက်ရှိတယ် Minister လုပ်နေဒီအာရှမှာတဲ့နိုင်ငံမှာတဲ့ဆိုအဲ့တော့ပြောမှုတယ်ဒါပေမဲ့ကျွန်တော်အဲ့လိုပဲနားလည်ပြီးတော့ပြန်မရောက်တဲ့ခါမှာမေ့သွားတယ်ဒါပေမဲ့ကျွန်တော်မေ့သွားမှာပဲဘုရားသခင်မမေ့ဘူး तू ကပြောကျွန်တော်ဆရာကိုသွားစေချင်တယ်ဒါပေမဲ့ဘုရားသခင်ဒီနေ့ပို့မှာပါတကယ်ပဲဘုရားသခင်ဒီနေ့ပို့ဆောင်ပြီးဖြစ်တယ်ဒါကြောင့်မလို့နှုံသားကဖွင့်တာပါဘုရားသခင်ဘာလို့လဲကျွန်တော်လည်းမသိဘူးဘာလို့ကျွန်တော်လည်းတူရှိတန်ရှင်းသောဝိညာဉ်တော်ဘုရားကနာနဲ့တိုင်းကိုဘာဖြစ်လဲဂယုနာအသစ်ကိုပေးတယ်အာမင်မနေ့ကလုပ်ခဲ့တဲ့အတိုင်းမလုပ်တော့ပြီးခဲ့တဲ့ပတ်တော်အတိုင်းလည်းမလုပ်တော့ဟုတ်တယ်နော်ဒီနေ့အသစ်တွေလုပ်မှာဖြစ်တယ်အာမင်သုံးတော်ကဖွင့်တာပါနှုတ်ကတော့မသွားခင်မှာသချင်းလေးတစ်ပုဒ်ကိုသင်ပေးခြင်းလိုချင်တာလားအာမင်လားလိုချင်ပါလားအဲ့ချင်းလေးကဒါကိုရအချင်းလေးဖြစ်တယ်ကျွန်တော်သင်ပေးခြင်းအဲ့ဒါလေးကိုနေ့စဉ်ချီးမွမ်းမှုပေါ့နော်ကျွန်တော်ဒီရောက်တဲ့ခါမှာပထမဆုံးပဲတောင်ဆန်ချက်မှာကျွန်တော်ဒီချင်းလေးသင်ပေးတဲ့ခါမှာနောက်နေ့မှာပဲလူငယ်လေးကပြောလဲဆိုဆရာရမ်းမဲ့ကျေးဇူးတင်တယ်ဒီသချင်းလေးအားဖြင့်ကျွန်တော်နောက်နေ့ဖျားကြောင်းလဲပြီးတော့နောက်နေ့မှာသူ့ရဲ့အသက်တာမှာတကယ်ပဲစိုးရတဲ့အတွေ့အကြုံတစ်ခုကိုသူခံစားရတယ်အဲ့ချိန်မှာဆရာသင်ပေးတဲ့ဒီသချင်းလေးကိုကျွန်တော်ဒီ chorus လေးကိုကျွန်တော်ချီးမွမ်းလိုက်တဲ့အခါမှာကျွန်တော်ရှိစညာညာလေးအားလုံးလွတ်ချင်းကိုခံစားသွားတယ်အာမင်နောက်ဒီသချင်းလေးကိုရောက်စီတိုင်းကိုကျွန်တော်သင်ပေးခြင်းနဲ့ကျွန်တော်လွတ်လပ်လေးပါသချင်းလေးကဆာလန်61ကိုအခြေပြုပြီးတော့ရေးထားတဲ့ချင်းလေးကိုဖြစ်တယ်။ဒီချင်းလေးကိုရေးထားတဲ့ကိုကျွန်တော်နောက်မှပဲဒီချင်းလေးပတ်သက်တဲ့အရာလေးကိုကျွန်တော်နောက်မှပြန်ရှင်းပြပါမယ်။
Namale Luditon Leyabe Luditon Don't you let Jambole Go to my song to know that she can be and normally do the talk lay your bed do the talk don't you let child on it to know them to turn around along your soul. Go down your soul, down your soul. To know them to turn around along your soul. Chip with all the kids. To know them to turn around your soul. Go down your soul, down your soul. To know them to turn around your soul. Don't so dear, now I let down, and now I let you the time. Song that on to know that she can be, to know that she can be. Now I'm in the top, now I'm in the top. Lay up in the top, lay up in the top. Don't you let go on my song, get on. Go on my song, get on. To know that she get me, to know that she get me. Go on your song, go down your song, down your song. To know that you Taura, down your soul. Go down your soul, go down your soul, down your soul, down your soul. To know that you Taura, down your soul. Chip with all the king, chip with all the king. Long that I am down.
希望能懂吗？ဒီချင်းတွေကဆရာတော်ဘာရေးထားတဲ့ချင်းတွေကိုဖြစ်ပါတယ်သူပဲချိန်မှာရေးထားလဲဆိုတော့ဒီချင်းလေးကိုသူကိုဆရာကဘာပြောလိုက်လဲဆိုတော့ဆုံးပိတ်ချင်းနေမှာသူကချင်းမျိုးတယောက်ဖြစ်တယ်ဆေးလာကူနဲ့ရန်ကုန်မှာဖြစ်တယ်ဆေးကုမှာဆေးကုသနေရင်းနဲ့သူကကင်ဆာယောဂဖြစ်တယ်အားလုံးသိတဲ့အတိုင်းပဲကင်ဆာယောဂဆိုရင်အားလုံးဟာသေတဲ့ယောဂဖြစ်တယ်ကျွန်တော်တို့ဆရာဝန်လည်းဘာပြောလဲဆိုတော့ဆရာဝန်အားလုံးသူ့ကိုလည်းရှော့လိုက်တယ်အဲ့ဒီမှာဘယ်သူကိုပြောလဲသူနဲ့တူရှိနေသူ့ကိုနေတိုင်းလာပြီးတော့စောင့်ရှောက်ပြီးနေသူ့ရဲ့ညီလေးရှိတယ်သူ့ရဲ့ညီလေးကိုဆရာဝန်အကုန်လုံးပြပြလိုက်တယ်မင်းကိုရန်ကုန်မှာသေစေချင်လားဒါမှမဟုတ်ကချင်ပြည်နယ်မှာသေစေချင်လားဒီလိုပဲဆရာဝန်ပြောတယ်အဲ့တော့သူ့ညီကလည်းတကယ်နေမှာနေတဲ့ဆိုတော့သူ့ကိုစေုံဖြစ်လို့သာလိုက်လာသူကရန်ကုန်မှာအသိလည်းမရှိဘူးသူမှမရှိတော့သူအရန်ကြောက်တယ်အဲ့ဒါနောက်ဆုံးရသူဆရာဝန်ပြောပြီးသူ့ကိုရှူချက်ချင်းပြေးလာပြီးတော့သူ့ကိုလူနာမလည်းသူမသိဘူးအဲ့တော့အခုမင်းအမြန်ထားမင်းကလိုက်ရဲ့မင်းဟိုမှာပဲပြန်စီဒီမှာမသိနဲ့ဆိုလူနာဘာပြောမှမသိဘူးဘာဖြစ်လာလဲဘောတင်ဆရာဝန်သူ့တို့တိတ်ခေါ်ပြောတာဆိုတော့အခုဒီဟာဒီမှာဆိုလဲအိမ်ပြန်ခေါ်သွားတော့နော်ဒါမို့လေဒီမှာစေဖို့သားချင်းတွေရှိရဆိုလဲဆိုတော့သူကတော့
မင်းဒီမှာတော့မသိနဲ့တော့ငါလည်းဘူးမှမသိဘူးငါလည်းဘူးမှမချနိုင်ဘူးအဲ့တော့မင်းဘုံမှာပြန်လိုက်သေးတယ်အဲ့တိုင်းပဲသူညီကသူပြောထားသူလည်းတော်တော်လေးနှစ်ခါသုံးခါပြောတော့သူတအားဟိုတုံးလုံးသွားတယ်ဘယ်လိုပဲဖြစ်ပေါ့နော်တရားမဲ့ချိန်ဆိုရင်ဘယ်တော့ပဲဆရာပဲဖြစ်ဘယ်သူပဲဖြစ်တရားတော့ငယ်လေးငယ်လေးတောင်နော်ဟိုတုံလုံးကြီးကြီးတရားတော့တမျိုးပေါ့နော်တုံလုံးကြီးဆောင်သေးဆုံးမသေးပါဘူးနော်ဆိုပြောချင်တာသူလည်းနဲ့တုံလုံးသွားအဲ့ချိန်မှာသူဘာမှတော့မင်းကမသူပြောရလေလို့ငါ့ကိုမင်းရောငါ့ကိုဆရာကခေါ်ပြောတာမင်းကခုတဲ့ဆရာကပြောတာအမှန်ဆရာကသူ့ကိုပဲပြောတာသူအကုန်လုံးပြန်ပြောတယ်အဲ့တော့သူ့ကချင်းတည်တာချင်းတည်တယ်ဆိုရှင်မှာအဲ့ဆရာကကျွန်တော်ပြီးနာမည်လေးပြောပြပါမယ်သူ့ချင်းသူသိသွားပြီဆရာကသူ့အားလုံးပြောလိုက်တယ်ဒါပေမဲ့အဲ့ချင်းကသူကဘာလဲဆိုတော့ဒီစာလံ61တွေကိုသူပြန်ပြီးအောင်းမေးပြီးတော့အဲ့စာလံ61ကိုပဲသူအောင်းမေးသူချီးမွမ်းတာချီးမွမ်းတဲ့ဒီချင်းလေးဖြစ်သွားတယ်ဒီချင်းလေးဖြစ်သွားတယ်အဲ့ဒါနဲ့သူ့ညီကသူ့ကိုပြန်ခေါ်ဖို့မိချင်းသားပြန်ခေါ်ဖို့သူ့ကိုစူးစမ်းတယ်ဘယ်လောက်ဒီအောင်စရာကောင်းလဲဒီချင်းလေးကိုသူနေ့စဉ်နောက်ထပ်၄ရက်ဆေးပေါ်မှာနေရတယ်သူချီးမွမ်းရင်နဲ့သူ့ရဲ့ကျမ်းမာရေးဟာငကူအခြေနဲ့နည်းနည်းလေးကောင်းသွားတယ်အဲ့ရနဲ့အခုဒီနေ့ဘယ်လိုရောက်လာလဲဆိုရင်လုံးမလုံးနိုင်တော့သူ့ကိုဆရာကပြောတာမင်းကိုမိချင်းသားခေါ်ပါမိချင်းသားဟိုဖြစ်တောင်မို့ရန်ကုန်မှာဖြစ်ခေါ်ပါတယ်လို့ပဲပြောတာဒီနေ့အဲ့ဆရာကဒူတို့သချင်းလေးအားဖြင့်ဒူနှုတ်ပတ်တော်လေးအားဖြင့်ချီးမွမ်းတဲ့ကံမှာဒီနေ့အမေရိကန်နိုင်ငံထိပြန်ရောက်လာပြီဖြစ်တယ်။ဒါပေမဲ့အခုမှသူရောက်ပြီးတော့နေရာတကာမှာလိုက်ပြီးတော့အခုနှုတ်ပတ်တော်ဝင်ခနေတယ်တရားဟောနေတယ်သူ့ရဲ့မိသားစုတော်ပြန်ပြီးခေါ်ထားပြီ။ဆိုတော့ကျွန်တော်ဒီကိုရောက်လာခြင်းအကြောင်းကလည်းသူ့ကြောင့်သူ့အားဖြင့်ကျွန်တော်ဒီစင်ကာပူနိုင်ငံကိုရောက်လာခြင်းဖြစ်တယ်။ကျွန်တော်ကမလေးရှားကိုသွားမှသူအမို့သူ့မိတ်ဆွေရှိတယ်ကိုခွန်အောင်ဆိုဆရာရောက်အောင်သွားပေးပါရောက်တော့ကျွန်တော်စီစဉ်မယ်ဆိုပြီးတော့ဖြစ်ကျွန်တော်ဘုရားခင်အကြံစီရတဲ့တမန်အောင်ဆရာကောဒီစင်ကာပူမှာဟာလေလုယာဘုရားရဲ့ကြီးမားတဲ့အကြံစီရှိတယ်အာမင်ရှင်ခုံဆောင်တဲ့နှုံးသားတကားဖွင့်တာပါဘုရားဘာလို့မသိဘူးကျွန်တော်ပြောပြမယ်အဲ့ကျွန်တော်သွားဖို့ကိုစီစဉ်ပြီးသားမလေးရှားကိုသူနဲ့အဲ့တည့်ရက်ပဲအယ်လီမှာတွေ့တယ်သူနေတာလည်းအယ်လီမှာနေတာမဟုတ်သူနေတာဆန်ဖရန်စစ္စကိုမှာနေတာကျွန်တော်ပြောရဆို6နိုင်လောက်ကားမောင်းရတယ်ကျွန်တော်လည်းခီးတွေသွားပြီးပြန်လာတဲ့ခါမှာညနေတကူကျွန်တော်ဖုန်းဆက်တဲ့ခါမှာဆရာဘယ်ရောက်လဲကျွန်တော်ပြန်ရောက်ပြီဒီနေ့ပဲလို့ဆိုဟာကျွန်တော်လည်းအခုအယ်လီရောက်နေတယ်ခဏတွေ့လို့ရမှာတဲ့ဆိုတကယ်တော့ကျွန်တော်ဒါပြန်မှန်းပြီးပြန်လာအနားယူလို့ဟာရက်ပါလေဆရာဆိုကျွန်တော်သူရှိတဲ့နေရာကော်ဖီဆိုင်မှာသွားလိုက်တဲ့ခါမှာအဲ့လိုလိုပဲပြောရင်းနဲ့ကျွန်တော်ခီးစင်ရှိရဆိုဟာဆရာကျွန်တော်ကိုစင်ကူရောက်အောင်သွားပြီးပါအခဏနေဆရာကျွန်တော်ဆူတောင်းမယ်အဲ့ဒါပြန်ဆူတောင်းပြီးတဲ့ခါမှာဘုရားခင်နဲ့ကျွန်တော်ကိုအပြေပေးတဲ့ခါကျွန်တော် yes လုပ်လိုက်တယ်အဲ့ဒါနဲ့သူအားဖြင့်ဒီနေ့ကိုခွန်အောင်ဆိုရင်ကျွန်တော်ဒီရောက်မှကျွန်တော်တွေ့ဘူးလားပါသူ့ကိုငကိုလေးလည်းသိတာမဟုတ်ဆိုတော့သူအားဖြင့်အဲ့ဆရာအားဖြင့်ဒီနေ့ချိတ်ပေးရပြီးကျွန်တော်ဒီနေရာကိုရောက်လာခြင်းဖြစ်တယ်အာမင်ဘုရားရှင်တော်သားကြီးဘုန်းကြီးပါစေအဲ့ဆရာရဲ့နာမည်ကတော့ဆရာလက်အောင်လာထွေဖြစ်ပါတယ်ဒီချို့ဒီမှာသိလိမ့်မယ်ဆရာလာထွေနော်ဒီမှာကချင်တိုင်းသားတွေရှိတယ်အားလုံးသိပါတယ်ဒီဆရာလေးဖြစ်တယ်အခုအရန်ကိုချမ်းပါပြီးတော့သူတကယ်ပဲလွတ်ချင်းရပြီးတော့ဒီနေ့နေရာတိုင်းမှာအားရပါရငကိုတော့သူလေတံလေးနဲ့ပဲချမ်းသာလေးလိုက်တင်ရအဲ့လိုမဟုတ်တော့ဒီနေ့အားရပါရဘုရားကိုလိုက်ပြီးဝင်ခနေပြီအများသောအပြည့်သူတွားနေတဲ့နေရာတွေမှာလူငယ်တွေများစွာသူ့ရဲ့ဝင်ခခြင်းအပြည့်သူ့တက်တာအပြည့်လူငယ်တွေများကြီးပြောင်းလဲတဲ့လို့ထားမှုတွေဖြစ်နေတယ်။ဒါကြောင့်ဒီနေ့ဒီနေရာကိုဘုရားခင်ကျွန်တော်ကိုဒီနေရာကိုပို့ပေးတာအကြောင်းပဲမဟုတ်ပါဘူး။နောက်ပြီးဒီချင်းလေးအပြည့်လည်းကျွန်တော်ဒီချင်းလေးကျွန်တော်ယူသွားတဲ့ရောက်သွားတဲ့နေရာနဲ့ဒီချင်းလေးကိုကျွန်တော်တင်ပေးတယ်။တင်ပေးတဲ့နေရာနဲ့အဲ့ဒီချင်းလေးအပြည့်အကြီးကြီးလို့ထားမှုဖြစ်နေကြတယ်။ဟာလေလုယာဒီနေ့စင်ကူမှာလည်းကိုတော့ကောင်းမြတ်ဆုံးတာပဲနေ့စဉ်တရားတော်ဟို MRD ပဲဖြစ်ဖြစ်ဘာတီပဲဖြစ်ဖြစ်ဘာပဲစီးရဘာပဲလို့ကိုတော့ကောင်းမြတ်တယ်အာမင်အာမင်ကိုတော့ကောင်းမြတ်တယ်ခုနကဒီမှာဟိုဟာချန်မဲမှာအများကြီးပဲသူမှာမောခံခိုင်းတာအများကြီးမောခံခိုင်းတာသူခံကအလုံးမမိလားချင်းတယ်လို့လားအများကြီးပဲတော့ကျွန်တော်တို့မမိဘူးသူခံခိုင်းတာအများကြီးပဲမမိလားအတမလာဆိုဒီဘက်ဆန်းတော့ဘောကန်ရစီတော့တို့ကလို့ရဒီဘက်ကလို့မရအောင်နော်ကျွန်တော်လည်းလို့မရလိုက်ဘူးဘာလို့ခဏပဲဖမ်းလိုက်ရတယ်ပဲတခုပဲပြပြချင်းတယ်ကိုတော့အကောင်းမြတ်ဆုံးဆိုတော့သင်ရပါတယ်အာမင်ဒါလေးပဲပြင်ရရောကိုတော့အကောင်းမြတ်ဆုံးအာမင်အကောင်းမြတ်ဆုံးကျွန်တော်နဲ့တူထာဝရကောင်းမြတ်ဆုံးကောင်းမြတ်ဆုံးကိုတော့ကောင်းမြတ်ဆုံးကောင်းမြတ်ဆုံးကျွန်တော်နဲ့တူထာဝရကောင်းမြတ်ဆုံးအာမင်အာမင်ကောင်းမြတ်သောဘုရားကိုဒီချီးမွမ်းအာမင်
ဒီနေ့ဒီချိန်မှာတကယ်မှာကိုတော့ကောင်းမြတ်လို့ကျွန်တော်ဒီမှာဗမာပြည်သားတွေနဲ့ကျွန်တော်ချစ်တယ်ညီကောင်မောင်များလည်းပြန်လဲဆိုပြရတာဖြစ်တယ်ကျွန်တော်ရဲ့တက်တာကတကယ်တော့2007မှာအဆိုတော်ထွန်းထွန်းကတည်သွားပါပြီတကယ်ပါတကယ်တည်သွားတာပါကျွန်တော်ဒီနေ့တည်တဲ့လူတွေပြန်တွေ့တဲ့အခါမှာတော်တော်လေးပဲဒီကုမလာခင်မှာကျွန်တော်အဲ့ဆန်ဒီယေဂိုဆိုတဲ့မြို့မှာကျွန်တော်သွားပြီးတက်တည်ခံတဲ့အခါမှာကျွန်တော်တချင်းနေနာမည်အရန်ကြီးနေတဲ့အချိန်မှာ456ပေါ့နော်အဲ့ကာလမှာတကယ်ပဲကျောင်းတက်ပြီးတော့10တန်းဆောင်ဝဲဖြည့်ပြီးတော့ University တက်တဲ့နေကြတဲ့ကျောင်းသားတွေပေါ့နော်အဲ့ဒီမှာသူတို့ဒါဒီချင်းတွေကိုကြိုက်ပြီးကျွန်တော်ပြည်သက်တယ်ပေါ့နော်အဲ့ဒီချင်းကအားပေးခဲ့တဲ့ပြည်သက်တယ်မနေ့တည်းကကျွန်တော်အမေရိကန်နိုင်ငံသူတို့ရောက်လာတယ်ကျွန်တော်သွားတဲ့ခါမှာသူ့ရဲ့တက်တည်ခံနေအပြင်ကျွန်တော်ပြန်ပြီးတော့ပြန်ကြားရတယ်ဆိုဟာထွန်းလို့လာမယ်ဆိုသူသွားပြီးတော့သူတို့အဲ့တော့သူတို့ရဲ့အဆိုအားပေးတဲ့အဆိုတော့ပေါ့နော်အဲ့တော့ဒီနေ့အမေရိကန်နိုင်ငံကိုပြန်တွေ့ရအောင်ဆိုသူဒါသူညှော်နေပြီးတော့သူပြန်ပြီးတော့ကျွန်တော်တို့ရှိလာတယ်လာတဲ့ခါမှာသူနဲ့သူတကယ်ချင်းတယောက်ကအင်္ဂလန်နိုင်ငံမှာရှိတယ်အဲ့ဒါနဲ့ငါဒီနေ့ထွန်းလို့လာမယ်ဆိုတော့ငါသွားမယ်ငါသားကိုတကယ်ချင်းကလည်းအေးနေတမုံရိုက်ပြီးငါ့ကိုပို့ဘာလို့ပြောလဲဘာလို့လုပ်လဲငါအကုန်ပြင်းအဲ့ဒါနဲ့သူအဲ့ကျွန်တော်လည်းဒီမှာရောက်တဲ့ခါမှာဘုရားရှင်ဝိညာဉ်တော်ပေါ်ပြဆိုတော့ကျွန်တော်လည်းဘုရားရှင်နှုတ်ကတော့ဝင်ရတယ်ဘုရားရှင်လုပ်ခိုင်းတဲ့ရာအောင်လို့သူကြည့်ကျွန်တော်လည်းသတိထားမိတယ်ဒီလိုတွေမှာမိမတယောက်ကကျွန်တော်ဒါပဲဘလို့ကြီးနဲ့ကြည့်နေရတယ်မသိဘူးလားကျွန်တော်လည်းတွင်းလာရအောင်ကျုပ်မကြည့်ပါဘူးကျွန်တော်လွယ်လွယ်လိုက်ဆိုပြီးတော့အတူတကယ်ရှိသူပြောတယ်ဆရာကြီးငါတွေ့တဲ့ထွန်းတော့ဘာထွန်းကြီးလည်းမသိဘူးငါတွေ့တော့ထွန်းတော့သပင်းရှိရှိနဲ့သပင်းကောက်ကောက်နဲ့အတက်မှာအသားမဲမဲနဲ့ပိန်ပိန်နဲ့ဒါပေမဲ့ငါရှိမှရောက်နေထွန်းတော့ဘာကြီးလည်းမသိဘူးတချင်းလည်းမစုံနဲ့ဒီမှာကျန်းဆိုင်လည်းပြောနှုတ်ကတော့ငါဘာလို့မှမသိဘူးသူပြောပြအရင်ကြီးရတယ်ဒါလေးအားလုံးကဘုရားခင်ကောင်းတဲ့ချင်းဖြစ်ပါတယ်အာမင်ဘုရားတော်ကတကယ်ဟုတ်ပါတယ်သူပြောတဲ့ဟာမှန်ပါတယ်ကျွန်တော်တကယ်2007မှာအဆိုတော်ထွန်းတော်ဆိုတဲ့ထွန်းတော်တကယ်သိသွားပါပြီဒီနေ့ message မှာရက်နေတဲ့ထွန်းတော်ကဘုရားခင်အသက်တပံမွေးဖွားပြီးတဲ့ဘုရားခင်ရဲ့လူဘုရားခင်တာထွန်းတော်မှာဖြစ်ပါတယ်ဘုရားရှင်နာမကိုကောင်းပါစေအာမင်ကျွန်တော်2003မှာ American နိုင်ငံကိုကျေးဇူးတော်ကြောင့်ဘုရားသခင်ပို့ပေးတဲ့အတွက်ကြောင့်မိသားစုလိုက်သွားရပါတယ်2003ကနေ2070အဲ့၄နှစ်တာကာလမှာကျွန်တော်ရဲ့မိသားစုနဲ့ကျွန်တော်ရဲ့အသက်တာမှာအမတန်အဆိုးဆုံးအခြေအနေကိုဖြတ်သန်းရပါတယ်ကျွန်တော်ဘောမှာတစ်ခါမှအဆင်မပြေဘူးဆိုတာသိရှိခဲ့နေပါတယ်တော်တော်လေးအဆင်ပြေသွားနေခဲ့ရတယ်ငယ်တဲ့ဘဝမှာလည်းမိသားစုကတော့သိချမ်းသာတဲ့မိသားစုတွေအမောပါအောင်ကျွန်တော်ဖေကလည်းအစိုးရဝန်ထမ်းပဲဖြစ်တယ်ဒါပေမဲ့မောင်နှမ9ယောက်ထဲမှာကျွန်တော်ကအဆိုးဆုံးဖြစ်တယ်အဓိကအမေရဲ့မြစ်တာနဲ့အမေရဲ့ favor ပေးခြင်းခွင့်ကိုရတော့ကျွန်တော်ကမိသားစု9ယောက်မှာကျန်တဲ့4ယောက်ကရေခတ်ရကျွန်တော်မခတ်ရကျွန်တော်လွတ်နေတယ်အဲ့လိုတိတ်ပြီးတော့ကျွန်တော်ရဲ့တက်တာမှာဟိုဘယ်လိုပြောမလဲအဆင်ပြေနေခဲ့ရတယ်အဲ့ရဆိုတော့ကျွန်တော်ကျေးဇူးတော်ကြောင့်ကျွန်တော်ဒီငယ်ငယ်လေးကကျွန်တော်ဒီ music ကိုတကယ်ပဲယူသွတ်တယ်ကျွန်တော်ငယ်ငယ်လေးတွေကကျွန်တော်တနေ့ချရင်အောင်မြင်တဲ့အဆိုတော့ကျွန်တော်ဖြစ်အောင်ကြိုးစားမယ်ပြီးရင်ကျွန်တော်ဘဝဒီဆိုတော့လည်းပဲသိမယ်ဆိုတော့ကျွန်တော်ရဲ့ဒါရှိချက်ပဲဖြစ်ပါတယ်ဒါပေမဲ့ဘုရားခင်ရဲ့အကြံစီကအမှန်တမ်းပဲကြီးတယ်ဒီနေ့ဘုရားခင်ကအဟောဝယ်ရကျွန်တော်ဒီ2003မှာကျွန်တော် American နိုင်ငံကိုသွားရပါတယ်သွားတဲ့ခါမှာ American နိုင်ငံရောက်တဲ့ခါမှာအားလုံးသိတဲ့အတိုင်းပဲဒီမှာလည်းကျွန်တော်ဒီနိုင်ငံတွေရောက်လာတဲ့ခါမှာဘာပဲဖြစ်ဖြစ်ကျွန်တော်တို့နေတဲ့နိုင်ငံမဟုတ်ဘူးကျွန်တော်တို့ရဲ့delay မဟုတ်ဘူးကျွန်တော်တို့ရဲ့နေရာမဟုတ်တဲ့ခါမှာအများကြီးကျွန်တော်တို့ဟိုနိုင်ငံတွေဆိုပို့ဆိုတာပေါ့နော်အများကြီးပြောမယ်ဆိုရင် cultural အပြင်ကျွန်တော်တို့ shock ဖြစ်တယ်အများကြီးပဲအလုပ်တွေလည်းအဆင်ပြေပါတယ်အလုပ်တွေလည်းပေါ်ပါတယ်လုံးဝတာလည်းအဆင်ပြေပါတယ်တိုင်းပြည်ကတော့တကယ်ဘုရားခင်ကောင်းကြီးရှိတဲ့မြေဖြစ်ပါတယ်အဲ့ဒါကတော့ကျွန်တော်တကယ်ကိုဝန်ခံပါတယ်ဒါပေမဲ့သို့တော်ညာလဲဘလောက်ပဲအဲ့ဒီမြေကကောင်းကြီးရှိနေကိုယ့်ရဲ့အသက်တာထဲမှာကောင်းကြီးမရှိတော့ဘူးတော့ပါတယ်အာမင်အမေရိကန်တိုင်းပြည်ကကောင်းပါတယ်ဘုရားခင်ရဲ့တကယ်ကောင်းကြီးရှိတဲ့တိုင်းပြည်ပါဒါပေမဲ့ပြဿနာမကောင်းတာကျွန်တော်ဖြစ်နေတယ်ကျွန်တော်ထဲထဲမှာနေ့စဉ်အလုပ်တွေလုပ်ပါတယ်ပတ်စံတွေရှာပါတယ်ပတ်စံတွေရှိပါတယ်လင်မယားမျိုးအလုပ်လုပ်တယ်အဆင်ပြေပါတယ်နေဖို့ထိုင်ဖို့ကျွန်တော်ရဲ့mother in law ပေါ့နော်သူတို့ကငကိုတွေကလွန်ခဲ့တော့ကျွန်တော်တို့မရောက်ခင်တည်းက15နှစ်20လောက်တည်းသူတို့ရောက်ပြီးသားဖြစ်တဲ့အတွက်ကျွန်တော်ရောက်တဲ့ခါမှာဘာခက်ခဲမှမရှိဘူးနေဖို့ထိုင်ဖို့စားဖို့အားလုံးအသင့်အားလုံးစင်ပြေလုံးဝအလောက်ကစားအားလုံးဝိုင်းရှာပြီးအားလုံးစင်ပြေပါဒါပေမဲ့ပြဿနာကကျွန်တော်ပြောလို့အထဲထဲမှာအစင်ပြေတော်တော်ဒုက္ခရောက်တယ်ပို့ဆိုတော့ကျွန်တော်သချင်းဆိုဖြစ်တဲ့ခါမှာကျွန်တော်လည်းမဆိုင်တဲ့အရာလောက်ရတဲ့အရာလောက်လာတဲ့ခါမှာကျွန်တော်ဘလို့မှနေလို့မပြောတော့ဆိုတော့ဆိုပါချင်းဆိုရတဲ့ပွဲတွေရှိပါတယ်သို့တော်ညာလည်းကျွန်တော်ဘလို့မှနေလို့မရအောင်အဓိကကလည်းအသက်တာမှာလည်းမီယိုဖလာခရစ်ယာန်နဲ့ပဲလာခဲ့တော့ခရစ်တော်ကအထဲထဲမှာအသက်မရှင်တော့တော်တော်လေးပြဿနာတက်ပါတယ်
ဒီပြဿနာတွေရင်ဆိုင်လာတဲ့ခါမှာကျွန်တော်ဘလို့မှမဖြတ်သန်းနိုင်ဘလို့မှကျွန်တော်မဖြေရှင်းတတ်ဘူးဒါပေမဲ့ကျေးဇူးတော်ကြောင့်ကျွန်တော်ရပေးထားတဲ့ဇနီးတွေကဖခင်ကိုအမြဲတမ်းချစ်တဲ့ဇနီးတွေကိုဖခင်ပေးထားတယ်သူဖခင်ရှင်တော်တာဘုန်းကြီးပါစေကျွန်တော်ရဲ့ဇာတိရတာကျွန်တော်ယူခဲ့တဲ့ဇနီးတွေသာရမယ်ဆိုရင်ကျွန်တော်ဒီနေ့မိတ်ဆွေရှင်မှာဒီလိုရနိုင်မှာမဟုတ်ပါဘူးဒီလိုပြောလို့ဘုရားသခင်ကဒုတိယမို့နံပါတ်1ပြောင်းလဲပေးတာအသက်တော်ပြောင်းလဲပေးတာဘုရားဖြစ်ပါတယ်ဒါပေမဲ့သို့တော်ကြောင့်ဘေးကနေမျက်ရည်နဲ့ဒူးထောက်ပေးမယ်လို့ပြောတယ်အမှန်တန်ဆိုးပါတယ်ကျွန်တော်ရဲ့တက်တာမှာခုနပြောလို့ခဲရဲဆိုးတဲ့ကာလကိုဖျက်တဲ့အခါမှာကျွန်တော်ဘလို့မှမခံစားနိုင်ဘူးအဲ့တော့နောက်ဆုံးသိတဲ့အတိုင်းပဲအလွယ်လန်းလိုက်တဲ့အခါမှာကျွန်တော်မွေးရစေးတွေကျွန်တော်ဒီအရက်တွေထဲမှာပဲနေ့စဉ်ကျွန်တော်ဘဝကိုကျွန်တော်လွတ်အောင်ကြိုးစားတယ်ဒါပေမဲ့မရပါဘူးအိမ်မပြောလို့တောက်တယ်ပြန်လို့လာတဲ့ခါမှာပြန်အိမ်ပြောပြန်တောက်အဲ့ဒါလည်းပဲမိုးလို့စကူဖက်ဆိုတော့နောက်ဆုံးဘယ်လောက်ဒီချင်းနေစိုးသွားလဲဆိုရင်ကျွန်တော်မွေးရစေးဝါးတွေကျွန်တော်ဒီအမေရိကန်နိုင်ငံမှာအစိုးဆုံးပါဆိုဂိမ်းတွေအများကြီးရှိတယ်အခုလုံခဲ့တဲ့ဟိုးရှိကြရရှိတာပါဒါပေမဲ့ခုနောက်ပိုင်းပို့ပြီးတော့များလာတယ်အဲ့ဂိုင်းကဂိုင်းတွေထဲမှာကျွန်တော်ထင်တာကတော့ဒီအဖြူတွေဒီအမဲတွေဂိုင်းတွေလို့ကျွန်တော်ထင်တာမဟုတ်ဘူးအစိုးဆုံးသူတို့အဖြူတွေတော့ကြောက်တဲ့ဂိုင်းရှိတယ်ကျွန်တော်ကယ်လီဖိုးနီးယားမှာအဲ့တော့ဘာလို့ကျွန်တော်အာရှသားတွေဖြစ်တယ်ဗီယက်နမ်တွေသူတို့ရမ်းကြောက်တယ်ဗီယက်နမ်တိတိလေးတွေလူကြီးလိုက်တိတိပိမ့်လေးတွေဒါပေမဲ့ဒီမှာပြောင်းလို့ပဲသူတို့ကတခုလုံးတော့ဝုန်းဝိုင်းတော့ကျွန်တော်ရှိပါတယ်မဲ့လူတနက်နဲ့ပြစ်တာအာတကယ်စကားပေါ့ပဲအာတကောင်နဲ့လက်ရဲတယ်အရန်သူတို့အဲ့ဂိုင်းတွေကအရန်ဆိုးတယ်ဆိုကျွန်တော်ဒီမွေးစီဝါလောကလေးဒီမှာဖြစ်သွားတဲ့ခါမှာကျွန်တော်စေးရောင်းပေးနေတဲ့သူကဗီယက်နမ်ဖြစ်တယ်သူတို့အဓိကဘာလို့လဲဆိုသူတို့ဂိုင်းကဒီမွေးစီဝါတွေကိုဖြတ်တယ်ဆိုတော့ကျောင်းသားတွေကျောင်းတက်နေနဲ့ University တက်နေတဲ့ High School တက်နေတဲ့စေးရောင်းကြတာသူကအဲ့တော့အဲ့ကလေးတွေအားလုံးကျောင်းတက်တဲ့ကလေးတွေအဲ့ဒီဂိုင်းကဘာလို့လဲဆိုတော့ထောက်ပံ့တယ်သူတို့ပညာပြီးတဲ့အထိအားလုံးဒီ gain ကသူတို့ support လုပ်ပေးတယ်ဆိုတော့သူတို့လောက်ကဘာလဲဆိုတော့သူတို့ဒီဆေးရောင်းနေတဲ့ကြောင်းတဲ့အဲ့တော့ကျွန်တော်နေ့စဉ်ဝယ်နေတဲ့ဒီမွေးစေဝါရောင်းတဲ့ဒီ Vietnam ကကျွန်တော်အရန်ခင်တယ်အရန်လည်းချစ်တယ်ကွာအဲ့တော့ ਨੇ တနေ့ကျကျွန်တော်လုံးဝဘယ်လုံးမှကျွန်တော်ပတ်စံလည်းမတက်နိုင်တော့ကျွန်တော်ဒီ၄နှစ်လုံးရှိသမျှပတ်စံနေ့စဉ်ဒီမွေးစေဝါရှူလိုက်အရက်တောက်လိုက်မွေးစေဝါဒါထဲမှာပဲကျွန်တော်လဲနေတာဆိုတော့ကျွန်တော်ဟိုဟာပြတဲ့ခါနောက်ဆုံးလည်းကြောက်ကျွန်တော်ပတ်စံမရှိတော့မပေးနိုင်တော့ဆိုတော့သူသိတယ်အဲ့ဒါသူ့ကို gain ရောက်ကျွန်တော်ခေါ်သွားတယ်ကျေးဇူးတော်ပါပဲဘုရားသခင်ကျေးဇူးတော်ကျွန်တော်တို့ရဲ့ကျေးဇူးမနဲ့အဲ့ဂိုင်းလေးရောက်သွားတဲ့လူတော်တော်များများကထောင်ချရင်ချမချသိတာများတယ်ဆိုတော့အဲ့ဂိုင်းစားနဲ့မိတ်ဆက်ပြီးတော့ကျွန်တော်ကိုဒါငါရဲ့မိတ်ဆွေပေါ့နော်ငါရဲ့ငကူလုံးကတကယ်ဟိုဖောက်တယ်လည်းဖြစ်တယ်ပေါ့နော်အန်ဒါကေးဘင်းဖောက်တယ်ဆိုပြီးတော့မိတ်ဆက်ပြီးအဲ့ဒါနဲ့အဲ့ဂိုင်းစားလည်းတော်တော်သဘောကောင်းပါတယ်အာငကူလုံးကတော့တကယ်ဟိုကျွန်တော်တို့ဒီဂျပန်ကယာကူဇာလို့ပဲဟိုနှစ်ဖူးဒီတက်တူးတွေကိုထိုးလာတယ်သူတို့ကြည့်လိုက်ဂိုင်းလေးရောက်သွားရင်အဲ့ဒီအယုံပါတယောက်မှမရှိဘူးကျွန်တော်ကိုရှိရဲ့အယုံလေးတော့တင်ငယ်သွားတယ်သူတို့ဒီကိုယ်လုံးထိုးလာဆိုအဲ့ဒီရောက်သွားတဲ့ခါမှာနေ့စဉ်ကျွန်တော်ဆေးလကားပေးရှိပါတယ်ဒါပေမဲ့ကျေးဇူးတော်ကျွန်တော်ဆေးမရောအောင်ဆေးရောင်းတဲ့လူများသောအားဖြင့်အခုဖမ်းခံရများပါတယ်များတော့ဆုံးတော့သူတို့ထောင်ကြတယ်ဟိုမှာထောင်ကြသွားတယ်သွားပြီဘဝပြတ်တာပဲဘာလို့သူတို့က history ကဒီကိုယ့်ရဲ့ဒီ history မကောင်းတော့ဘာမှလုပ်စားလို့မရဘူးဆိုတော့ကျေးဇူးတော်ကြောင့်ကျွန်တော်ဒီ gain ထဲမှာကျွန်တော်ဒီ3နှစ်ကျော်လောက်ကျွန်တော်ရောက်ပြီးနေ့တိုင်းဒီမွေးစေးရမှာပဲကျွန်တော်ဖြတ်သန်းခဲ့ရတယ်ဒါပေမဲ့ဘုရားရှင်ကဒါလည်းကောင်းတယ်ပါတနေ့ကျတော့ကျွန်တော်2007ရောက်တဲ့ခါမှာကျွန်တော်တို့ပြောရရင်တော့ကျွန်တော်ဘလို့မှကျွန်တော်တက်ရှင်လို့မရဘူးနေ့စဉ်ကျွန်တော်တရက်ကိုသွေးနှစ်ပလင်းအန်တယ်ကျွန်တော်အဆုတ်ကလုံးဝမခံနိုင်တော့ဘူးဒီမွေးစေးနေ့တိုင်းရှူတဲ့ခါမှာဟိုနိုင်ငံဆေးရတအားမမပြတ်ဆေးနေမတူမမပြတ်ဆေးရအများကြီးရှူမှနည်းနည်းလေးမူးလာအရက်ဆိုအများကြီးတော့ဘယ်ယူကေအောင်တော့လည်းလည်းမူးလာဘာအထက်မှာရေရအများကြီးရောတာတော့တောက်ဘူးလို့သိပါတယ်ဒီဘောကျွန်တော်တယောက်ဝဲတောက်ဘူးလို့အဲ့လိုမလုပ်နဲ့ဆရာဆောင်လည်းကိုနေရောငါလည်းတခါတော့ရွာမှာတော့ငါလှုပ်ဖို့ပါလေအဲ့ဆရာရမ်းချစ်ဖို့ကောင်းတယ်ပြီးမှဆက်ပြောပြအောင်ကျေးဇူးတော်ကြောင့်ပဲကျွန်တော်ဒီဆေးဥမှာကျွန်တော်ရောက်လာပါတယ်နောက်ဆုံးပေးကျွန်တော်သေမလို့ဒီဖြစ်သွားတယ်သေပြီးကျွန်တော်ကိုလည်းတကယ်ပဲသေလူလိုဘယ်သူမှလည်းလာတွေ့လို့မရပါဘူးကျွန်တော်မိသားစုလည်းတွေ့တော့ဘယ်သူမှလာတွေ့လို့မရဘူးကျွန်တော်အခန်းထဲမှာပြစ်ထားလိုက်ပြီကျွန်တော်တယောက်တည်းပဲကြံတော့တယ်ကျွန်တော်အဲ့ချိန်ကျမှနောက်ဆုံးပေးကျွန်တော်သေတော့မယ်ဆိုတော့ကျွန်တော်သေတယ်အဲ့ချိန်မှာကျွန်တော်ဘာလို့သွားသတိရလဲဆိုတော့ကျွန်တော်ဇနီးတယ်နဲ့ကျွန်တော်ရဲ့ကလေးလေးတွေကိုကျွန်တော်သွားသတိရတယ်ကျွန်တော်ရဲ့ကလေးတွေကလွန်ခဲ့တဲ့ဒီ2007တော့လွန်ခဲ့တဲ့9နှစ်ကျော်ငယ်ငယ်လေးတွေပဲရှိပါသေးတယ်ဒီ American နိုင်ငံမှာဒီနေ့စတောင်းပေးပါသတိရရင်လည်းကောင်းပါတယ်
ဒီနိုင်ငံတွေတရားကောင်းဒါပေမဲ့ခုနပြောလို့နော်ကောင်းတဲ့အရာကလည်းအရန်ကောင်းတယ်လို့တစ်ဖက်ကဆိုးတဲ့အရာလည်းကောင်းတာလည်းသူကပို့တယ်ဆိုတော့ကျွန်တော်ဘာပြီးသားလေးအများကြီးကျွန်တော်ဆွတောင်းပေးနေတာကျွန်တော်ကိုယ်တိုင်လည်းနေ့စဉ်အိမ်မှာမိသားစုယောက်ျားမိန်းမမှာအတူတူရှိနေတာတော့မှအိမ်တော်ကြီးအများကြီးပြတ်သွားတာလည်းရှိတယ်အတူတူနေနဲ့ပြတ်သွားတာဘယ်ရမလို့ဒီမဟုတ်တဲ့ဒီမာနကသွေးဆောင်ခြင်းကြောင့်ဝင်လာတဲ့ຢာကြောင့်အများကြီးရှိတယ်ကျွန်တော်အဲ့ချိန်မှာစဉ်းစားမိတယ်ငါဒီနေ့ထွက်သွားရင်ငါမိမဒီကလေး၃ယောက်နဲ့ဘယ်လိုဆက်သက်ရှိလဲအဲ့ကြမှာကျွန်တော်လည်းစဉ်းစားမိတယ်တစ်ချိန်လုံးတော့ကိုယ့်ကိုနေ့စဉ်ကိုနေလို့မရတဲ့ကိုဘလို့မှအသက်ရှင်လို့မရတဲ့ဟာကိုယ့်ကိုပဲဒီမွေးဆေးဝါးနဲ့ဒီရက်တွေနဲ့ပဲကျွန်တော်နေ့စဉ်ကျွန်တော်ဒါကိုကြိုလွှားတယ်မိသားစုကိုလုံးဝအကောင်းဆုံးမထင်ဘူးဒါပေမဲ့အဲ့ဒီကနေ့ last minute ရောက်သွားမှငါမိမနဲ့ငါကလေးဘယ်လိုသက်ရှင်လဲဒီနိုင်ငံမှာတကယ်တော့အချိန်ကဒူးလေးဖြစ်သွားပါပြီကျွန်တော်မကြခင်စက္ကန့်ပိုင်းမိနစ်ပိုင်းတည်းမှာကျွန်တော်တကယ်ပဲကျွန်တော်သိတော့မှာဖြစ်တယ်ဘယ်သူသိလဲဆိုကိုယ့်ကိုသိတယ်တရက်ကိုသွေးနှပ်တင်းထွက်တယ်ဘလောက်ပဲစိတ်ကိုဘလို့မှမရတော့ဘူးဒါပေမဲ့ကျွန်တော်အဲ့ချိန်မှာဘယ်သူသွားသိရလဲဆိုဘုရားကိုကျွန်တော်သိရတယ်ယေရှုခရစ်တော်ဘုရားယေရှုခရစ်တော်ဘုရားတကယ်အသက်ရှင်တယ်ဆိုကျွန်တော်ကဲပါကျွန်တော်ဒါလေးပဲကျွန်တော်ပြောနိုင်တယ်ဒီလိုတန်းတော့ပြောနိုင်မှာလေတန်းလေးနဲ့ပဲကျွန်တော်ပြောနိုင်တယ်ကျွန်တော်ရက်က6ပြီရှိပါအဲ့တော့ကျွန်တော်ရဲ့ weight ကပေါင်130ပဲရှိပါကျွန်တော်တကယ်ပဲဝလုံးကိုအဝတ်ဆက်ထားသလိုပဲတကယ်အယူလို့ရှိတော့တယ်အိုင်လည်းလုံးဝမရှိတော့ကျွန်တော်သိတော့မချင်ပါယေရှုဘုရားတကယ်အသက်ရှင်တယ်ကျွန်တော်ကဲပါဆိုကျွန်တော်တို့ဘုရားကိုကျွန်တော်ခေါ်တဲ့အခါမှာတို့ဘုရားရဲ့နှုတ်ပတ်တော်ဂတိတော်တကယ်ပဲပြည့်စုံပါတယ်ဟာလေလုယာငါ့ကိုခေါ်တော့တကယ်ပါကျွန်တော်ခေါ်တဲ့အခါမှာ၃ချိန်ကိုတော့ကျွန်တော်ကိုကဲပါလို့ခေါ်နောက်ဆုံးပိတ် last ကျွန်တော်ကိုတော့ကဲပါလို့ပြီးတဲ့အခါမှာကျွန်တော်ကအော်ဝယ်ရကျွန်တော်တက်တာမှာတစ်ခါမှမခံစားဘူးလေဘုရားရဲ့တကူတော်ကြားလာပါတယ်ကျွန်တော်အဲ့ဒီတကူတော်ကိုပူပြင်းစွာကျွန်တော်ခံစားရကျွန်တော်ဘဝမှာတစ်ခါမှမခံစားဘူးကျွန်တော်တို့ကမီယိုဗလာနှစ်ချင်းခရစ်ယာန်လာတော့ပါကျွန်တော်ဒါတွေပဲမသိပါဘူးဒါပေမဲ့တကယ်ပဲပူလောင်ခြင်းကိုခံစားပြီးတော့ကျွန်တော်ခြေဘွားကနေဒီအပူလိုင်းရစီစင်းထွက်သွားပြီးတဲ့အခါကျွန်တော်ပထမဆုံးပါသိလဲဆိုငါမသိတော့ဆိုကျွန်တော်သိတယ်ဟာလေလုယာဆိုတော့ဘာပြောလဲဖခင်ရဲ့တကူမခံခင်နဲ့ဖခင်တကူခံပြီးတဲ့အခါမှာဘာကွာလဲဆိုကျွန်တော်ရဲ့ mindset က negative နဲ့ positive ပြောင်းသွားတယ်အဲ့ဒါတကယ်ထူးခြားမှုတစ်ခုပဲဖြစ်တယ်ဟာလေလုယာဟာလေလုယာငါမသိတော့ဆိုကျွန်တော်ချက်ချင်းသိတယ်အဲ့ရနေပြီးကျွန်တော်26ရက်ကျွန်တော်ဆက်နေရပါတယ်ဆေးရုံမှာသူတို့နောက်ဆုံး26ရက်နေပြီးတဲ့အခါမှာကျွန်တော်ကိုဆရာဝန်ကြီးကနောက်ဆုံးဆေးရုံဆင်းခံနေကြမှာကျွန်တော်သူ့ရဲ့ဆေးရုံမှာရှိတဲ့လူတွေအားလုံးခေါ်လာပြီးတော့လာကြည့်တဲ့ဒီလူကိုဒီလူကတကယ် amazing လို့ပဲဘာလို့ကျွန်တော်ကိုဆေးရုံမတက်ခင်ကသူတို့ရိုက်ထားတဲ့တက်မှာကျွန်တော်ရဲ့အဆုတ်ကစကားပေါက်ပြီးတော့မဲပြီးတော့သိတဲ့အတိုင်းပဲကျွန်တော်တို့ဒီမွေးဆေးဝါးသုံးဆွဲတဲ့လူတွေဒီဟာတွေရှူတဲ့လူတွေအဆုတ်ကဘလို့မှစုပ်ပြတ်တက်ပြီးတော့မဲသူတို့အပေါက်ဖြစ်နေဒါပေမဲ့ဒီနေ့ဘုရားရှင်ပြန်ပေးတဲ့အဆုတ်ကအသက်တိုင်းပြန်ဖြစ်နေဟာလေလုယာဟာလေလုယာအခုပေါ်ပြီးလာကြည့်ငါတို့စေပညာရအမေရိကန်ဆရာဝန်တွေအမတန်တော်တယ်သူတို့ရှိအသက်လေးနည်းနည်းငုံငုံနဲ့ပဲရောက်ခဲ့သူတို့ရောက်အောင်ရှင်းအောင်လုပ်တယ်သူတို့အဲ့ဒါတခုတော့သူတို့မှလည်း give ရှိဟိုနောက်မှသာပြန်ပြီးတော့ကိုယ့်ကိုဟာပြီးတော့တော်တော့များသွားပြီရှင်းတာများတယ်ဒါပေမဲ့ဒီအောင်လို့သူကိုယ်တိုင်ကပါပြောလို့ဒီဆရာဝန်ကြီးကဒါပေမဲ့ငါတို့စေပညာရဘလို့မှဒီဟာကပြန်ဖြစ်နိုင်ဘူးအများဆုံးငါတို့စိတ်ကူလို့မင်းကိုစိတ်တိုက်ဒီ condition တော့ပြန်ပြအောင်ဒါမင်းကတကယ် brand new ဖြစ်နေတာဟာလေလုယာဘုရားရှင်တကူတော်ကအမှန်တမ်းအောင်ဆရာကောင်းပါလေအာမင်အဲ့ရနေပြီးတော့ကျွန်တော်အဟောဝယ်ရပဲကျွန်တော်တက်တာမှာထိုကျမ်းမာခြင်းဝေဒနာကိုကျွန်တော်ကောင်းမှုချင်းလွတ်ချင်းခွင့်ရပြီးတဲ့အပြင်ဒါတွေမကသေးတော့ကျွန်တော်တက်တာမှာတခါမှကျွန်တော်ငယ်ငယ်လေးကငါသေသည့်တိုင်အောင်ဒီအမှုပညာလုပ်မယ်ဆိုတော့ကျွန်တော်ရဲ့ဒီခံယူထားတဲ့အရာတွေကျွန်တော်ဆွဲတဲ့အရာတွေကျွန်တော်ရဲ့အရေးရွယ်ချက်တွေကျွန်တော်ရဲ့အကြံစီတွေအားလုံးကပြောင်းပြန်ဖြစ်သွားပါတယ်ဟာလေလုယာဒီနေ့ဒီမှာအားလုံးရှိပါတယ်နော် music ကိုဝန်လာပါရလို့ဒီမှာတော်တော်များပါတယ်နော်လူတိုင်းတော်တော်များ10ယောက်မှာ9ယောက်က music ဆိုတော့ကြိုက်ကြပါတယ်ဒါပေမဲ့ကိုအဲ့ music ပိုးဝင်လာတဲ့လူကတော်တော်အဲ့ပိုးထုတ်ဖို့လွယ်တာမဟုတ်ဘူးဟုတ်တယ်နော်အလကားနေတော့ရှင်းရဆိုခြင်းနေရအတန်တက်မတက်နော်တော့အထဲမှာဖြစ်နေရတယ်နော်ဒါပါလာတာထုတ်လို့မရဘူးကျွန်တော်တို့ပို့ဆိုတာပါကျွန်တော်ကသူများတာမန်တဲ့ယူသွတ်တယ်လူဒါကြောင့်မလို့လေဒီလိုဖြစ်တာမယူလို့မဖြစ်ဘူးဝိုင်းမှာမလေးဆိုတော့ဖြစ်ဖို့လွယ်တာမဟုတ်ဘူးမလေး music ကိုလည်းတကယ်ယူရတယ်ပြီးတော့လည်းကြောအရေးရတယ်ကြောပေါင်းအရေးရတော့ထူရတယ်ဟာဆိုရင်းလည်းအစဲခံတာအားပေးနေရမှာအရန်ဗမာပြည်ပြည်သားကအားပေးအရန်တော့ကဘာမှကျွန်တော်ဟာမတွေ့ဘူးအမေနဲ့ကိုကြိုင်တော့သူ့လည်းသက်ဆိုပြရတယ်ပြီးသူ့ကိုဆဲတာ
ဒါပေမဲ့တကယ်ယူသွတ်တဲ့ခါမှာဒီအမှုပညာတွေကတကယ်ပဲကျွန်တော်ဒါပေမဲ့ကျွန်တော်ပြောချင်တယ်ဆိုဒီလောက်ယူသွတ်တဲ့ဒီဟာတွေကကျွန်တော်တို့ဘလူးမလာပြောလို့မရဘူး88ရေးပြီးတော့89 90မှာကျွန်တော်အဖေကကျွန်တော်ကိုတင်မောဝတင်မောတင်မောသားဖြစ်ဖို့တင်မောသားလုပ်ဖို့တင်မောဝတင်မောအားလုံးစီစဉ်ပြီးကျွန်တော်အိမ်မောနဲ့ထွက်ပြေးတယ်ကျွန်တော်တင်မောသားမလုပ်ချင်ဘူးကျွန်တော်ငယ်ငယ်လေးအဆူလိုပဲလုပ်ချင်တယ်ကျွန်တော်အမတန်ကြောက်တာကျွန်တော်အဖေပဲကြောက်တာအဲ့ဒီအမှုပညာဘယ်လောက်ထိကျွန်တော်ယူသွတ်လဲဆိုရင်ကျွန်တော်အမတန်ကြောက်တဲ့အဖေကိုစက်ပြီးကျွန်တော်အိမ်မောဆင်းပြေးတယ်ကျွန်တော်ပြန်မလို့ကျွန်တော်အောင်မြင်ပြီးတော့မှအိမ်ကိုပြန်လာတာကျွန်တော်တင်ငယ်ချင်းရှိပါတယ်ဘုဒ္ဓတိစောက်ခုစဲတော့ကျွန်တော်တင်ငယ်ချင်းပဲဖြစ်တယ်သူ့အိမ်မှာသွားနေသူနဲ့နှစ်ယောက်ကျွန်တော်တို့ဟိုးလေဒီဂီတလောကထဲမှာဟာမိုနီလေးသွားဆိုလိုက်တချင်းလေးသွားရောက်သွားတချင်းအဲ့ဒါလေးနဲ့ကျွန်တော်တို့ရောင်းဝိုင်းလေးပတ်စံရရင်စားတယ်မရောင်းလေးပတ်စံမရရင်ရေတောက်ငါပြောသေးစားပြီးနေရတယ်ကွာကျွန်တော်ဖြတ်သန်းခဲ့ရတယ်ဆိုဂျေအောင်ကျွန်တော်တကယ်ယူထုတ်ခဲ့တာဒါပေမဲ့ဒီနေ့ဘုရားသခင်တကိုးတော်ရဲ့အံ့ဩဖွယ်ပြောင်းလဲခြင်းကကျွန်တော်ဒီနေ့ဒီအမှုပညာတွေဒီဟာတွေကိုကျွန်တော်ရဲ့အသွေးသားတွေမှာမရှိတော့ဘူးကျွန်တော်ဒီနေ့ဘာပဲရှိတာလဲဆိုတော့ကျွန်တော်ဘုရားသားတွေရောက်စီတိုင်းကိုဒီ music ပဲကျွန်တော်ပြီးသူတို့ရဲ့ဝိညာဉ်တွေကိုယခုဘဝနောက်ဘဝလွတ်ချင်းရစေကိုကျွန်တော်ဒါပဲစိတ်ဝင်စားပါတယ်။တို့ဘုရားရှင်တော်သားကြီးဘုန်းကြီးပါစေ။ဟာလေလုယာဟာလေလုယာဟာလေလုယာဒါကြောင့်ဒီနေ့ဘုရားရှင်အားဟောရအဲ့ထဲကကျွန်တော်ဒီအရက်တွေကိုမူရစ်စင်ကိုခုနဆွဲနေဒီ music ကိုအားလုံးကိုဘုရားသခင်ဟာသူ့ရဲ့တကိုးတော်အားဖြင့်အားလုံးဖြတ်ပေးလိုက်တယ်။ကျွန်တော်နှစ်တိုင်းဖြတ်ကြပါတယ်။နော်နှစ်သိရောက်လာရင်ဒါသုံးဆွဲမှုလည်းလူသိပါတယ်။ကျွန်တော်တစ်နှစ်ကူတော့မသိဘူးညူရရောက်ခံနေအားမျိုးမျိုးဖြတ်ကြတယ်။ဗလင်းနေလွတ်ပြလိုက်ရှင်းပြအကုန်လွတ်ပြပြီးတလားမခံအကုန်ပြန်ဝင်တော့ကျွန်တော်မျိုးမျိုးစူးစမ်းတယ်မရဘူး။တရားကျွန်တော်ရောက်တဲ့နေရာတိုင်းလည်းပြောတယ်ညီကိုတွေမစူးစမ်းနဲ့စူးစမ်းပြီးဖြတ်မယ်ဆိုစက်တော့လာကျွန်တော်အားပေးတယ်။စူးစမ်းပြီးဖြတ်မယ်တူလို့ဆက်ပဲတော့ဘာလို့လဲဆိုစူးစမ်းပြီးဖြတ်ရင်ခင်ဗျာရအောင်ရတလား6လတစ်နှစ်ပြီးပြန်တော့ပါလေ9ကောင်ပြန်ဝင်တယ်။အရင်တော့တဘူးတော့ပြန်တော့2ဘူးတော့တာအရင်တော့အရက်လုံးတော့တခါပြန်တော့ပြန်လဲတော့နှလုံးတော့တခါတန်းတော့ဆိုတော့ဟိုအဖြစ်မဖြတ်ပဲတော့ပုံမှန်လေးတော့နေမှာဟုတ်တယ်။တွိုင်းလည်းပုံမှန်လေးတော့ဟုတ်။နေကြီးတယ်ပြောလား။ဆိုပြောချင်တာတရားလို့ဒါမဲ့ကိုးစားခြင်းနဲ့ကြာတော့ဟာလေလုယာ။ဟာဘုရားရှင်တကူတော်ကမိတ်ဆွေဒီနေ့တင့်တက်တာတော့ပါလိရှိတယ်ကိုအားလိုက်ပါ။ကျွန်တော်ကိုတော်ကျွန်တော်ကဲပါလို့ကျွန်တော်ဒီတစ်ခုမှပြောတာပါ။ဘုရားကဘယ်လောက်ထိကဲလဲဆိုကျွန်တော်အနာရောဂါလေးကဲတာမဟုတ်ဘူး။ကျွန်တော်မှရှိနေဆွဲနေတဲ့အရာလေးမကောင်းတဲ့အရာတွေအားလုံးမှာဘုရားသခင်ကဖြတ်ပေးလိုက်တယ်။ဟာလေလုယာ။ဒါတွေမကသေးဘူးဒီနေ့သူ့ရဲ့အကြံစီကြီးမားတဲ့အကြံစီနဲ့ဒီနေ့သမှုတော်ထဲမှာဘုရားရှင်အံ့ဩဖွယ်အသုံးပြုခဲ့တယ်။ဟာလေလုယာ။ဒါကြောင့်ဒီမှာရှိနေဝင်ရောက်စီတာဒီနေ့ကျွန်တော်တို့နဲ့တွေ့ဆုံတာဘုရားရဲ့ကြီးမားတဲ့အကြံစီရှိတယ်။အာမင်။မိတ်ဆွေလောက်လေးပဲဒီခုံလေးမှာထိုင်ပြီးတော့ဒီမှာဟာလေလုယာလေးအော်ဘလောက်ဘုရားရှင်အသင်ကိုဒီမှာထားတာမဟုတ်ဘူး။ဘုရားရှင်အသင်ကိုရောက်စီတဲ့ကိုကြီးမားတဲ့အကြံစီရှိတယ်။အာမင်။တောင်းမြတ်တော်ဘုရားတကုတ်ဟာလေလုယာ။ဟာလေလုယာ။ဒါကြောင့်ကျွန်တော်ရဲ့တက်တာမှာထိုဘုရားရှင်ရဲ့ကောင်းမြတ်ခြင်းကိုခံစားပြီးတဲ့အခါမှာဒီနေ့ဘလို့မှနေလို့မရတော့ဘူးထဲထဲမှာထိုဘုရားတက်ရှင်လာတဲ့အခါမှာရှိတဲ့အရာကျွန်တော်2007နဲ့သချင်းဆိုတဲ့အရာအားလုံးစုံပြီးတော့ဒီနေ့ United States ထဲမှာဟောကျွန်တော် Europe ရောက်ပြီးပါပြီ Australia ရောက်ပြီးပြီဒီစင်ကာပူတော့ဒီနေ့မှရောက်တယ်ကျွန်တော်2008ထဲကစပြီးတော့အေဝံဂေလိပဲကျွန်တော်သွားနေပါတယ်မိသားစုလိုက်2009မှာအချိန်ပြည့်ကျွန်တော်တို့ဘုရားခင်ခေါ်ဆောင်ခြင်းကြောင့်ဒီနေ့မှုတော်တွေရောက်နေဖြစ်ပါတယ်ဒါကြောင့်မလို့အဓိကတော့ကျွန်တော်ဗာလဲဆိုကျွန်တော်ဗမာပြည်သားတွေရောက်စီတိုင်းဗမာပြည်ကြီးလုံးဝအောက်တော်လွတ်ချင်းရဖို့တော့ပဲအာမင်ဟာလေလုယာဟာလေလုယာဒီကျွန်တော်အောင်းလွတ်သွားရင်ကျွန်တော်တို့တိုင်းပြည်နဲ့ကျွန်တော်တို့လူအောင်ကောင်းကြီးဖြစ်ပြီအာမင်ဘလောက်ပဲကြိုးစားတာဖျားမပါရင်ကောင်းကြီးမဖြစ်ဘူးအာမင်ကျွန်တော်တက်တာမှာအများကြီးဖြတ်သန်းခဲ့ပြီတရားတော်ရှိဒီကောင်မောင်တော်များလဲကျွန်တော်ပတ်စံရှောင်လို့ရပါတယ်ကျွန်တော်ဗမာပြည်သားတွေကမတုံးနေကြောင်းမှမရှိဘူးအကုန်တော့ဘာလို့တော်လဲသလားကျွန်တော်တို့ကတကယ်ကိုစဉ်းရဲနေခဲ့ရတာပါကျွန်တော်ကစူးစမ်းခြင်းစိတ်ကသူများနဲ့တာရေးပို့တယ်ကျွန်တော်နိုင်ငံရောက်တော့မှသိတယ်အဖြူတွေကသူတို့ကတောင်တော့ပဲသူတို့သိတာသူတို့အကုန်လုံးဟို ready made တွေပဲသူတို့ကသုံးဆွဲရတော့သူတို့ကဖြတ်ထုံးညံတယ်သူတို့မှမရှိဘူးခဏတစ်ခုကောက်တော့ဆိုကက်ကူလေတာမရှိသူတို့မတွတ်တာဟာဗမာပြည်သားအေးစီဒူးနန်တယ်အပေါင်းတော့မြောက်ဆောင်ချလိုက်တာဟိုမျိုးပြူသွားတယ်မရဘူးကျွန်တော်အရေးလည်းပိုက်တယ်ခဏဆိုပြောချင်တာအဲ့ဒါမျိုးအမေရိကန်တို့ရပန်ကာကြီးကမလဲတော့ဆိုရအဲ့ပန်ကာကြီးအင်ရှင်းမှာလွတ်ပြကိုချလိုက်တယ်ဟုတ်ပြီလွတ်ပြတဲ့နေရာချလိုက်တယ်ဘာမှအဖိုးကြီးဝိုင်းနေရမှာလမ်းလျှောက်လာညနေexercise လည်းပြန်လဲပြန်အဖိုးကြီးတရားကြီးပတ်ပြီးပန်ကာအဲ့ပန်ကာပတ်ကြည့်အဖိုးကြီးပြီးလဲပြီးတော့လမ်းလျှောက်လာပြန်လဲပြန်ဟောအဲ့ဖိုးကြီးပန်ကာလေးမှာပါအိမ်ထဲရောက်ဘယ်လိုလုပ်လိုက်မသိဘူးအဲ့ပန်ကာကဟိုအဖြူကပြစ်ထားတာမလဲလို့ပြစ်လိုက်တာ
ဗမာလက်ထက်ရောက်သွားအပန်ကားလဲသွားတယ်လဲတော့ဘာလို့လဲအိမ်ရှိမှပြန်လို့လာတယ်ဒေါ်လာ20နဲ့ပြန်ရောက်တယ်တော့မလို့လေအမေရိကန်စုပြတာဗမာလက်ထက်ရောက်ဒေါ်လာ20ပြန်တကယ်တော့အဲ့ပန်ကားဘာဖြစ်လာလို့တော့မလဲတော့မလဲတာဒါပေမဲ့အကိုကြီးကကြည့်လိုက်တယ်အကောင်းကြီးတကယ်တည်ကြီးအိမ်မသွားပြီးတော့ခဏပဲဖြုတ်လိုက်တယ်ပြန်ထွက်လာတယ်လဲသွားပြီးဒါကြောင့်ကျုံးပေါ်ပြီးသားအရန်တော်ပါလေနော်ဘုရားသခင်ပေးထားတဲ့ဉာဏ်ကြီးအများကြီးရှိတယ်ဒါပေမဲ့ဘုရားသခင်မပိုင်တော့အမင်္ဂလာရောတယ်ဒါကြောင့်ဒီနေ့လေချစ်တော်ညီမရောက်စီတိုင်းကိုဒီနေ့ကျွန်တော်ဒီမှာဘုရားသခင်ကျေးဇူးတော်ပါကျွန်တော်ဒီနေ့ဒီမှာဆော်ပေးရတာသူဘုရားရှင်အကြံစီပဲဖြစ်တယ်ကျွန်တော်တို့ဒီနေ့ဘုရားခင်ဒီမှာပို့ထားတာသူ့ရဲ့အကြံစီကြီးမားတာရှိတယ်အာမင်ဒါကြောင့်မလို့ကျွန်တော်တို့ဘုရားရဲ့အကြံစီကိုကျွန်တော်တစ်ချက်လေးကြည့်ရအောင်ဟေရှာယ55ကိုဆက်တော့ကြည့်ရအောင်ဟေရှာယ55မှာဆက်ကြည့်အောင်ဟေရှာယ55 6ကနေစပြီးတော့ကျွန်တော်ကိုဒီဖတ်ချင်ပါတယ်ဟေရှာယနဂရီကျမ်းခန်းကြီး55 6ကနေကိုဒီကျွန်တော်ဖတ်ချင်ပါတယ်တွေ့နိုင်သည့်ကာလတွင်တဲ့ထာဝရဘုရားကိုရှာကြလော့နေတော်မူသည့်ကာလတွင်သုတော်ပတနာပြုကြလော့စိုးသောသူသည်မိမိလမ်းကို၎င်းမတရားသောသူသည်မိမိကြံကို၎င်းစွန့်ပစ်၍ထာဝရဘုရားထံသို့ပြောင်းလဲပါစေတို့ပြုလျင်သနာတော်မူလိမ့်မည်ငါတို့ဘုရားခင်ပြန်လို့ပြောင်းလဲပါစေတို့ပြုလျင်အထူးသဖြင့်အဖြစ်ကိုလွတ်တော်မူလိမ့်မည်ထာဝရဘုရားမိန့်တော်မူသည်ကငါ၏ကြံစီသည်သင်တို့ကြံစီနှင့်မတူငါ၏ကျင့်သည်လည်းသင်တို့ကျင့်နှင့်မတူမိုးကောင်းကင်သည်မြေကြီးထက်တာ၍မြင့်တဲ့ကဲ့သို့ငါ၏ကျင့်သည်လည်းသင်တို့ကျင့်တဲ့၎င်းငါ၏ကြံစီသည်သင်တို့ကြံစီတဲ့၎င်းတာ၍မြင့်၏ကျမ်းတော်နှုတ်ကပတ်တော်ရောက်စီတိုင်းတစ်ပတ်ကောင်းကြီးဖြစ်ပါစေအာမင်နှုတ်ကပတ်တော်ကဘာပြောလဲဆိုတွေ့နိုင်သည့်ကာလမှာဘာဖြစ်လဲဘုရားသခင်ကိုရှာပါဒီနေ့ဘုရားသခင်ဒီမှာရှိတဲ့ညီမရောက်စီတိုင်းကိုဒီနေ့အတမ်းပဲချစ်တယ်ဒါကြောင့်ဘုရားသခင်မြတ်တာကအတမ်းပဲကြီးတယ်ကျွန်တော်ဒီနေ့ပြန်တွေ့တာပြန်စဉ်းစားကြည့်ပါကျွန်တော်ဒီနေရာမှာစုံဖို့ဆိုတာဘယ်လိုမှမဖြစ်နိုင်ဒီမှာတော့ဟုတ်ပြီဒီမှာရှိနေတဲ့လူကတော့ဒီအသင်းတော်ကိုပတ်စင်လာတဲ့အတွက်ဒါကတော့ရောက်နေရမှန်းတယ်ဒါပေမဲ့ကျွန်တော်အခုလို့ဒီနေရာမှာလာပြီးတော့စုံရတယ်ဆိုတော့ဘုရားရဲ့ကြီးမားတဲ့အချမ်းစီရှိတယ်ကျွန်တော်တို့မသိပြီမဲ့သူကသိတယ်ကျွန်တော်မှအစီအစဉ်မရှိမဲ့သူကရှိတယ်ကျွန်တော်ကိုယ်ကတော့ဘာလို့နေမှမသိတာကျွန်တော်အများကြီးရှိတယ်ဟုတ်တယ်နော်ဘုရားကဘယ်လောက်ထိပြောလဲဆိုရင်မင်းတို့စပင်းတစ်ချောင်းစီရစာမှာရေတွက်လျက်ရှိဟာလေလုယာကျွန်တော်တို့ဘာလို့နေတယ်ဘာလို့အဲ့ဆိုဘုရားကြီးအလုံးစုံသိနေပြီဆိုရင်ဒါကြောင့်ဘုရားကြီးကဘာပြောလဲဆိုတွေ့နိုင်ဒီကာလမှာဘုရားကိုရှာပါတဲ့ရှာလို့အမိတ်ပေးနေဒီနေ့ကျွန်တော်တို့ဟာလေလုယာရှာပါမိဆိုတင်ရှာရမှာအလုံးနဲ့ပိုက်ဆံမဟုတ်ပါဘူးဘုရားကြီးကိုအရင်ရှာပါဟာလေလုယာဟာလေလုယာအဲ့ဘုရားကြီးရှိမှာအကုန်ရှိတယ်အကုန်ရှိတယ်တင်လို့လည်းရအလုံးအကုန်ရှိတယ်ကိုယ့်ကိုအလုံးသွားရှာရင်အခုကျွန်တော်လူတိုင်းမှာလိုအပ်မှုရှိတယ်လူတိုင်းမှာရှိတယ်ခလေးလေးဟုတ်တယ်နော်ကျွန်တော်ဟိုမှာဆိုတာဖြစ်နေအမေကလည်းအခုခေတ်အမေကအရင်တော့မဟုတ်တော့ဘူးလာလိုက်ခုတော့အပြားပေါင်းစုံအလုံးပေါင်းစုံနဲ့လာလိုက်ဖုန်းတွေကနေမှပုတ်နေခလေးကလည်းကြည့်နေသိမှာသူကလည်းကြည့်နေအလကားမဟုတ်ဘူးသူကလည်းဘာလို့ကျလဲဆိုသူကလည်းအောက်ကနေသူကလည်းအမေလက်တာလည်းအဲ့လိုယူပြီးတော့ချတာအဲ့ဒီကနေဂိမ်းကိုဆော့တာဒီဟိုကလည်းဖုန်းလိုက်ကြလူအားလာနေရဖြစ်နေကြဆိုခလေးမှလည်းသူ့လိုအပ်မှုရှိတယ်သူကလည်းဘာလဲဆိုသူကလည်းနှိမ့်ချင်တာအဲ့ဒီကနေဆိုခလေးလေးကလည်းမပိတ်ကိုလည်းစိတ်ဆိုးတယ်လူတိုင်းမှာလိုအပ်မှုရှိတာရှိတယ်ခလေးမှလည်းခလေးလေးဒီနေ့ထူးထူးကျွန်တော်တို့ဒီ American နိုင်ငံမှာဆိုရင်ခလေးတွေကလည်းခလေးလေးကဘာဖြစ်လဲ stress တွေတအားများတယ်လူတိုင်းကအခုဒီ stress တွေတအားပေးလာစာဝတ်နေရေးဒီပြဿနာတော်လေးစာကအလုံးလိုက်အဲ့တော့ခလေးတွေကလည်းဒီငငယ်လေးတွေက9နဲ့6နဲ့ဆိုတော့သူတို့နေရတဲ့အချိန်တွေကဘယ်ထိလဲဆိုတော့အဲ့ဒီ9နဲ့6နဲ့မရောက်ခင်ထိပဲသူတို့အေးစင်းနေရတယ်9နဲ့6နဲ့စပြီးတာဘာလို့လဲသူလည်းចောင်းစသွားရပြီကင်နာဂါဒန်ဆိုပြီးစတက်ရပြီအဲ့ဒီကစပြီးတော့သွားလဲဟိုကလေ A တင်လိုက် B တင်လိုက်အမျိုးဆုံးအဲ့ဒီစတင်ရဆိုတော့သူကလည်းတဖြည်းဖြည်းအတန်းကြီးလာသူ့မှာလည်းစာရရများလာတယ်သူ့မှာလည်း stress ရှိလာတယ်လူကြီးတွေကလည်းမိဘတွေကလည်းငါတို့ရောက်နေတာ9နှစ်ရှိပြီငါတို့ရောက်နေတာ6နှစ်ရှိပြီသူများတွေတော့နောက်ကလာပြီးအိမ်လေးဝဲငါတို့ကအိမ်လေးမဝဲနိုင်ဟောတော့သူကြောင့်ပဲဖြစ်နေမှာ
ဟိုဘက်က2000ထွဲကားစီးငါကဒီမှာ2000အမျိုးမျိုးဖြစ်နေကြ stress ရပေါ့ကိုရဆိုတော့လောကအကုန်ထဲဒါကြောင့်မလို့ကျွန်တော်ပြောချင်တယ်ဆိုတော့ဒီနေ့ဘုရားခင်ကကျွန်တော်လိုအပ်နေတဲ့အရာအားလုံးကိုသိတယ်ဒါမှအဲ့လိုအပ်နေတဲ့အရာအားလုံးကိုဘုရားခင်ကငါ့မှာရှိတယ်မြို့မှာပေးမယ်ဒါပြီးရင်တော့ငါ့မှာဖြစ်တယ်ငါ့ကိုရှာဟာလေလုယာတွေ့နိုင်ဒီကာလဆိုတော့ကာလနဲ့ပြောထားတယ်ကာလနဲ့ပြောတာဆိုသူ့ချိန်ရှိတယ်ခြေသူတော်ကာလဆိုထောင်ရမဟုတ်ဘူးခြေသူတော်ကာလသူ့ကာလရှိတယ်အခုဘုရားခင်တောင်းလို့ဒီနေ့ rapture လာပြီးပြီးသွားပြီခြေသူတော်ကာလမရှိတော့ဘာဝင်ကျွန်တော်သုံးလုံးလက်ကဘာမှမရှိတော့အဲ့ဒါဘာကာလရှိတာဘေးဒဏ်ကြီးကာလနားတော်ကြီးတော်ကြောက်စရာကောင်းနာမည်ကဘာတန်လဲဘေးဒဏ်ဆိုတော့ပြောစရာကောင်းလားစတေရှင်မရှိဘူးနော်ကိုကြည့်နေဆိုတော့လည်းကြည့်ရမယ်စကီနီဘောင်းလည်းဟိုကပြင်းနေရမှာအဲ့ချိန်မှာဟုတ်တယ်ကျွန်တော်တွေ့ကြည့်တယ်ဘေးဒဏ်ကြီးကာလဆိုတာဒါလေးကျွန်တော်ရှိမှာမဟုတ်တော့အခုတော့ဖုန်းလေးနဲ့မြေထောင်ဖုန်းလေးနဲ့ဒီမှာစကားပြောတယောက်တည်းမှာကျွန်တော်ကြည့်တယ်ကျွန်တော်မျိုးတစ်ပတ်ရထားပေးစီပြီးကျွန်တော်လိုက်နေတာကျွန်တော်လည်းတော်သားမျိုးရောက်တယ်နော်ကျွန်တော်လိုက်ကြည့်တယ်အကုန်လုံးဘူးမလည်းဘူးဆက်ကျွန်တော်တယောက်ပဲရှောက်ကြည့်တယ်အကုန်လုံးကိုဖုန်းလေးနဲ့လာတိုက်တော့မကြိုက်ဘူးတဲ့မှာအာရုံကဒီမှာဘာနာထောင်နေလဲမသိဘူးဆိုတော့သူကအာရုံကအကုန်လုံးသွားနေတယ်ဆိုတော့ဘေးဒဏ်ကြီးကတော့ဒါတွေမရတော့ဘေးဒဏ်ကြီးကတော့ဆိုတော့ပြေးသွားတော့6တာမဟုတ်ဒါတကယ်ကြုံတွေ့ရမှာဖြစ်တယ်ဟုတ်တယ်နော်ဒါကြောင့်ဘုရားခင်ကဘာပြောလဲဆိုတော့သူ့ကာလရှိတယ်ဒါကြောင့်မလို့တွေ့နိုင်သည့်ကာလမှာဘာဖြစ်လဲရှာအာမင်ရှာတော့ဒါပဲကျွန်တော်တို့ခေါ်ပါလေဘာလို့ရှာခိုင်းလဲဒါပဲတောင်းကြတော့တောင်းနေရှာကြတော့ရှာနေတွေ့ရဘာလို့ရှာခိုင်းတာလဲဆိုတော့ဘုရားကိုရှာခိုင်းတာဟာလေလုယာဘုရားခင်မှာမိတ်ဆွေကျွန်တော်လည်းသင်တဲ့လူတွေရအားလုံးရှိတယ်ကျွန်တော်ဒီနေ့ဘုရားကလိုတဲ့ຢာကျွန်တော်တောင်းပန်ကြံစီတာတဲ့တောင်းရတဲ့ຢာဘုရားခင်မျက်စိပေးနေတယ်ဟာလေလုယာဒီနေ့မျက်စိကိုပေးခြင်းတယ်ဒါကြောင့်မလို့ဒီနေ့ဒီနေရာကိုကျွန်တော်လှုပ်လိုက်တာဖြစ်တယ်ဟာလေလုယာဟာလေလုယာဒီလုံးကဖွင့်တာဘုရားခင်ဘာလို့လဲမသိကျွန်တော်တို့လောကဘာလို့လဲခံယူဖို့ပဲရှိတယ်အာမင်ခံယူတဲ့လူကကောင်းကြီးဖြစ်တယ်ဒီနေ့ခံယူတဲ့လူကကောင်းကြီးဖြစ်တယ်ငါတို့ကတော့ဘယ် background လားအဲ့ background ကိုဘုရားမသိဘူးငါတို့ကတော့မျိုးရိုးကဘယ် background လားအဲ့ background မသိဘူးကျွန်တော်လာသေးတယ်ကျမပမိုင်းမာရဲ့အနည်းအစိတ်လောက်ရှိပြီးပွာရဆိုလာတာလေအဲ့ဘာလို့ကျွန်တော်တိုင်းကုကပေးရမှာသူနဲ့စိတ်လောက်ပမိုင်းမာပွာရဆိုလာတာအမေရိကရောက်တော့သူကအန်ဒီကအမေပမိုင်းမာပွာရဆိုလာတာလေအနည်းစိတ်လောက်ရှိအဲ့တော့ဗာယေရှုကလာရင်အော်ပွာရဆိုတဲ့အန်တီပထမဆုံးခေါ်ပါမယ်အဲ့တော့ပြောမှာမသိဘူးငါမင်းကိုလည်းမသိဘူးပွာရဆိုတာလေလူဝင်ထဲတာမသိဘူးဟုတ်တယ်နော်ဘုရားရဲ့ဝိညာဉ်တော်စိတ်ခတ်တာချင်းမရှိနော်sorry ပဲကျွန်တော်ခရစ်ယာန်ဖြစ်တာအနည်း50ရှိတယ်အနည်း60ဖြစ်ပါတယ်မသိဘူးဘုရားကခရစ်ယာန်လည်းမသိဘူးဒီနေ့ခရစ်ယာန်လည်းချန်ပီယံခရစ်ယာန်လည်းဂျေးဘောခရစ်ယာန်လည်းညာကြီးပဲဘုရားကြောင့်ပဲနော်ဂျေးဘောခရစ်ယာန်ကျွန်တော်ကဂျေးဘောခရစ်ယာန်စနေတက်စေပြီးတော့ပြီးတော့ဆိုပြီးရတယ်မှာရက်တော့လုံးချာရှောက်လို့ဂျေးဘောခရစ်ယာန်ကိုခေါ်တယ်ဒီထဲမှာရှိတာတော့မသိဘူးဘုရားခင်တော်ရှင်ဂျေးဘောခရစ်ယာန်မဟုတ်ဘောနဂန်ခရစ်ယာန်ဟာလေလုယာဟာလေလုယာဟာလေလုယာရှင်းတော့ဂျင်းဆုံးတော့မလုပ်နဲ့။ဘာဂျင်းဆုံးခရစ်ယာန်။အိုးဘုရားကျောင်း worship တွေလုပ် hallelujah ။ပြီးလည်းပြီးတော့ boyfriend နဲ့ပါသွားရော။အော်ဂျင်းဆုံးနေရှိမလုပ်နဲ့တော့။ဒါကြောင့်မလို့ဘုရားသခင်ကဒီနေ့သူ့ကာလရှိပါတယ်ရောက်စီတိုင်းကိုချစ်တယ် hallelujah ။ဒါကြောင့်မလို့ဗာဖြစ်တယ်တွေ့နိုင်သည့်ကာလနဲ့ထာဝရဘုရားကိုရှာတော့တဲ့။နေတော်မူသည့်ကာလတွင်ဆုတောင်းပတနာပြုကြတယ်။နေတော်မူတဲ့ကာလဆိုတော့ဘာကိုပြောတာလဲ။ဘုရားရှင်တာနေပြီ။ဘုရားရှင်သားလေးဆူတောင်းရေးပါပဲလေစောင့်နေကြလို့တော့ကတော့ဒီလိုပြောပါဒီနေ့ဆူတောင်းနေလို့ရှိလားရှိပါတယ်ဒီတောင်းလာမယ်နော်15ရက်လုံးလေး20ရက်တိုးပြီးပါ20ရက်လုံးလေး30ရက်တိုးပြီးပါအဲ့ဒါတောင်းလိုက်တာမဟုတ်ဘူးနော်ဆူတောင်းရေးစောင့်နေဆိုတာကျွန်တော်တို့ပတ်စံတွေတိုးဆောင်လိုက်တာမဟုတ်ဘူးဒီနေ့မိတ်ဆွေကိုဘုရားခင်ပြန်ချစ်တယ်ဟာလေလုယာမိတ်ဆွေသိကြစဉ်းစားပါငါတကယ်ဘုရားနဲ့တွေ့ပြီလားကျေးဇူးဆောင်ကျွန်တော်ဘုရားနဲ့တွေ့သွားရင်ဒီကိုဒါကြောင့်မလို့ကျွန်တော်ချစ်တဲ့ဘဝမိသားစုရောက်စီတိုင်းကျွန်တော်တွေ့ရဘုရားရောက်စီတိုင်းတွေ့စီခြင်းတယ်ဟာလေလုယာရောက်တော့ဒီစက္ကန့်တော့ကျွန်တော်ဆရာလည်းမဟုတ်ပါဘူးဘာမှလည်းမတတ်ပါဘူးကျွန်တော်ဘာကြောင့်မှလည်းမတတ်ပါဘူး
ဒါဘုရားရှင်အောင်းဝေဝိညာဉ်တော်ရဲ့ဖွင့်ပြခြင်းကြောင့်ကျွန်တော်ဒီနေ့ဒီမှာရက်နိုင်နေဟောနိုင်နေပြောနိုင်ခြင်းဖြစ်ပါတယ်။နော်ဒါကြောင့်ဝိညာဉ်တော်ကဒီနေ့ဒီနေရာကိုဆေလွတ်တယ်ဒီမှာရှိတဲ့ရောက်စီတဲ့ဘောအထူးဝိညာဉ်တော်ကချစ်တယ်။အာမင်။ဟာလေလုယာ။ဟာလေလုယာသင်ပါလို့အဲ့ဝိညာဉ်တော်ကသိတယ်။ရှာပါကျွန်တော်ချက်သိမ်းတော်ထားပါမယ်။ဟာလေလုယာ။ဘုရားဝိညာဉ်တော်ဒီထဲမှာလုံးလုံးနဲ့မြဆွေတင်လုံးကလည်းဖွင့်တာပါတင်လုံးကလည်းဖွင့်တာပါနေ့တော်ဒီကာလတွင်ဆုတောင်းခြင်းကိုပြုကြသို့သောသူသည်မိမိလမ်းကို၎င်းမတရားသောသူသည်မိမိခြံကို၎င်းစွန့်ပစ်၍ထာဝရဘုရားထံတော်သို့ပြောင်းလဲပါစေဒီနေ့ဘုရားသခင်မိတ်ဆွေကိုတတိပေးနေတယ်ဘာဖြစ်လို့လဲအောက်မှာရှိပါတယ်ထာဝရဘုရားမိန့်တော်မူသည်ကငါရဲ့အကြံစီသည်သင်ရဲ့အကြံစီမတူဘူးငါရဲ့အကျင့်သည်သင်ရဲ့အကျင့်နဲ့မတူကျွန်တော်ကအဆိုတော်ဖြစ်ပြီးကျွန်တော်ဘဝပြီးသွားပြီဆိုပြီးကျွန်တော်ကဒီလိုပဲကျွန်တော်ကခံယူကျွန်တော်အသက်ရှင်ခဲ့တာဒီနေ့အဆိုတော်တိုင်းနဲ့အားလုံးဒီတိုင်းပဲခံထားတယ်ကျွန်တော်လည်းဒီတိုင်းပဲကျွန်တော်တင်နေအမေတေချာကျွန်တော်ပုံတော်ဆွဲထားပြီးအောက်ကဂီတာပုံလေးနဲ့ဗာညာပေါ့တဲ့မှာနော်ဒီလိုပဲစဉ်းစားတာဒါပေမဲ့ဘုရားရဲ့အချမ်းစီသိကြည်ရဟာလေလုယာဟာလေလုယာဒီလောက်လေးမဟုတ်ဒီဆိုတော်လောက်လေးမဟုတ်တင်ရှိနေနေလောက်လေးမဟုတ်မိတ်ဆွေဘုရားခင်ပြောချင်တာအာမင်တင်ကိုအပြည့်ဆုံးမြတ်ရောက်နေပါလိမ့်မယ်ဘာမှမိသားတွေထဲမှာဟာလာဒီစင်ကူတွေထဲမှာလည်းတင်ကပြည့်အောင်ပြည့်နေပါမယ်တင်ရဲ့ယာတူတင်ရထားတဲ့အရာအားလုံးဒါပေမဲ့အဲ့ဒါလေးမဟုတ်သေးဘူးဘုရားရဲ့အချမ်းစီတို့မှာဒီတဲ့ကြီးမောတာရှိနေတယ်ဟာလေလုယာဟာလေလုယာဒီနေ့ဝိညာဉ်တွေများစွာပျောက်ဆုံးနေပြီဆိုဝိညာဉ်တွေများစွာရှိသေးဖို့ဘုရားခင်ဒီနေ့ရှာနေတယ်ဒီနေ့မိတ်ဆွေကိုဒီနေ့တောင်းလာပြီးတော့ဒီနေ့သတိပေးနေတာဖြစ်တယ်။ဒါကြောင့်မို့မိတ်ဆွေတင့်ကိုကြီးမားတဲ့အချက်ချင်းဘုရားကြီးအသုံးပြုခြင်းတယ်။ကြီးမားတဲ့အချက်ကြီးကျွန်တော်ဘာတက်လို့ဘာမှတက်ကျွန်တော်လည်းဘာမှမတက်ဘူး။ဒီနေ့ဒီမှာလာပြီးတော့ကိုယ်အင်းကြီးကိုရက်လို့ထင်မကြီးနဲ့ကျွန်တော် respect ပေးလို့ဟောလာတာအမှန်ကြီးမောင်းပြီးဟောလာချင်တာ။ဒါပေမဲ့ဗမာပြည်သားတွေတော့တော်တော်သတိထားတယ်။ကျွန်တော်နေတိုင်းဖုန်းဆက်ပြီးတော့နေပါဝတ်လေ။နေဘယ်လိုသွားလဲ။ဘောင်းကြီးမောင်းနေမသွားနဲ့နော်။တော့အမြဲတမ်းကျွန်တော်ကလေးတယောက်လိုပဲကောင်းစင်းလုပ်ပြရတယ်။လုပ်ပြီးတော့လည်းကျွန်တော်ဒီနေ့ဒီချိန်လောက်ထိရောက်လာတယ်။ကျွန်တော်မျိုးသမီးကဘုရားကြီးကျေးဇူးတော်ကြောင့်ဒီနေ့လည်းအမေရိကန်နိုင်ငံမှာအမျိုးသမီးတွေမြောက်များစွာကိုဘုရား၌ကောင်းစင်းလုပ်ပေးတယ် follow up လုပ်ပေးတယ်။ဆိုတော့အမျိုးသမီးတွေမကောင်းကျွန်တော်လည်းနာမည်ရဖုန်းဆက်တာလေ။ဘာဖြစ်လို့ဆိုကျွန်တော်နေရှင်တဲ့ပုံစံတာမျိုးမဟုတ်ဘူး။သူတို့သိတယ်ကျွန်တော်ဘယ်ဇိုက်ကလာလဲသူတို့သိတယ်။သူ့ယောက်ျားရောက်သူကောင်းကောင်းသိတယ်သူနဲ့အနီးကပေါင်းလာတာ။ဒါပေမဲ့ဘုရားခင်ကဒီနေ့မိတ်ဆွေဒါကြီးဖြစ်နေလို့မဟုတ်ပါဘူး။ကျွန်တော် respect ဘုရားကို respect ပေးတဲ့နံပါတ်1ဒီမှာလာတဲ့ညဝရောက်စီက respect ပေးရင်ကျွန်တော်ဝတ်လာခြင်းဖြစ်တယ်ကျွန်တော်ဘာမှမတတ်ပါဘူးဒါပေမဲ့အထင်မှာဘုရားရဲ့အသက်ရှင်နေဟာလေလုယာအဲ့ဒါလေးပဲမိတ်ဆွေတွေမှာရှင်ပြီးတော့ဘုရားကဒီနေ့စင်ကူကနေစပြီးတော့မိတ်ဆွေကိုပြည်ကြီးစွာတော့ဘုရားကအသုံးပြုခြင်းတယ်ဟာလေလုယာဟာလေလုယာကျွန်တော်ဒီနေ့အယံအောင်တယ်ဒီစင်ကူနိုင်ငံကိုကျွန်တော်ပြောပြမယ်ကျွန်တော်ဘုရားကိုအယံကျေးဇူးတင်တာကျွန်တော်အဆိုတော်ဖြစ်တဲ့ဒီစင်ကူနိုင်ငံကိုကျွန်တော်လာဖို့အကြောင်း3ခါကျွန်တော်ကြုံတယ်3ခါပွဲဖြစ်တယ်3ခါကိုပြတ်သွားတယ်2ခါကပေးရတဲ့ဇင်ရလိုက်ပြီကျွန်တော်ပြန်ပေးပါတယ်ဒါပေမဲ့မဟုတ်ပြတ်သွားတာဒါပြတ်သွားဆိုတာမဆိုင်ဘူးလေယူလိုက်တော့ကျွန်တော်စင်ကူနိုင်ငံကိုအယံလာခြင်းဒါပေမဲ့မလာခဲ့ရအောင်3ခါဖြစ်တယ်ပြတ်သွားတယ်အဲ့ဒါနဲ့တော့ကျွန်တော်စိတ်မလျှော့ဘူးအမေရိကန်နိုင်ငံကိုသွားရင်ငါစင်ကူကနေပတ်ပြီးသွားမယ်ဆိုကျွန်တော်ကြာစီသေးတယ်အဲ့တော့ဒီကြာစီတာဒါပေမဲ့မရဘူးသွားတော့လေအဲ့ရန်ကုန်ကနေဘန်ကောက်တူတိုကျိုအဲ့ဒီရောက်ပါအဲ့ဒါအခု10နှစ်ကြာပါဒါပေမဲ့ဘုရားသခင်ကကျွန်တော်သွားချင်တဲ့အချိန်မှာကျွန်တော်ကိုမပို့ဒါပေမဲ့သူ့အချိန်ရတဲ့ကောင်ကသူပို့လာတယ်ဟာလေလုယာအဲ့ဒီအချိန်ကကျွန်တော်လာရင်မိတ်ဆွေနဲ့ကျွန်တော်တွေ့ရအောင်ပေါ့အဲ့ဒီအချိန်ကကျွန်တော်လာရင်နည်းနည်းလေးရှော့ပြီနော်ကျွန်တော်ကတော့မရှိပါဘူးဝါကျွန်တော်ဒီမှာဒီခုလိုတွေ့ရအောင်ပေါ့မိတ်ဆွေလည်းကောင်းကြီးဖြစ်မှာပေါ့ကျွန်တော်လာပြီးတော့ဒီကောင်မလေးအတွက်ရှင်းပြတော့ဒီလိုမျိုးလာပြီးဘုရားရဲ့ကောင်းတဲ့ခြင်းကိုပြောပြမှာပေါ့ဒါပေမဲ့ဘုရားကြီးပို့လာတဲ့ခါမှာမိတ်ဆွေစဉ်းစားကြည့်အောင်ဆရာသိကောင်းတယ်ဟာလေလုယာနော်ရောက်စီတိုင်းကိုဘုရားသခင်ကဒီနေ့ရှိတဲ့နေရာကနေ next level ကိုတည်ခြင်းတယ်ရှိတဲ့နေရာကနေနောက် level ကိုဘုရားကြီးပို့ခြင်းတယ်ဘုရားမိတ်ဆွေတဲ့နှလုံးသားတွေပါဖွင့်တာကျွန်တော်တက်ဆရာလို့ပေါ့သိဆရာလို့ပေါ့အရေးကြီးအဲ့နှလုံးသားတွေမှာဘုရားသခင်အလိုလိုခြင်းတယ်ဘုရားကြီးရဲ့အချက်စီကိုဖြစ်တယ်မင်းရဲ့ချက်နဲ့ငါ့ရဲ့ချက်တူလားမတူဘူးအမတန်ညင်တယ်ဒါကြောင့်ကျွန်တော်ရောက်စီတိုင်းကိုဘုရားသခင်ကအောဝယ်ဟာဒီနေ့လုပ်ချင်ပါတယ်
ဟေရှာယ32ကိုကျွန်တော်ပြန်ကြည့်ချင်ပါတယ်ဟေရှာယ30နဲ့ခန်းငယ်15ကနေပြီးတော့ကျွန်တော်နိုင်ငံဖတ်ချင်ပါတယ်ဟေရှာယ30နဲ့ခန်းငယ်15ကနေပြီးတော့ကျွန်တော်အောက်ဒီကိုဖတ်ချင်ပါတယ်ဝိညာဉ်တော်သည်တဲ့ကျွန်တော်တို့ကိုဘုရားခင်ကြီးမားတဲ့ဂျန်စီကပါလဲဆိုတော့ဒီမှာနှုတ်ကပတ်တော်လေးကပေါ်ပြလာပါတယ်ဝိညာဉ်တော်သည်တဲ့ကောင်းကင်မှာငါတို့ပေါ်သို့တွန်းလောင်း၍တောသည်အသီးနှံများသောလယ်ဖြစ်၍အသီးနှံများသောလယ်သည်တောကဲ့သို့မှတ်ရောက်သောကာလမရောက်မီတိုင်အောင်ထိုသို့ဖြစ်ကြလိမ့်မည်ဒီနေ့15ကိုပထမဦးစွာဖတ်ချင်ပါတယ်တစ်ခေါက်တော့ပြန်ဖတ်ကြည့်အောင်ဝိညာဉ်တော်သည်ကောင်းကင်မှာငါတို့ပေါ်သို့တွန်းလောင်း၍တောသည်အသီးနှံများသောလယ်ဖြစ်၍အသီးနှံများသောလယ်သည်တောကဲ့သို့မှတ်ရောက်သောကာလမရောက်မီတိုင်အောင်ထိုသို့ဖြစ်ကြလိမ့်မည်ကျွန်တော်ကတော့ဘာပြောလဲဆိုကျွန်တော်ရောက်စီတယ်ဘုရားသခင်အကြံစီကတောမြေနဲ့လယ်မြေဆိုတာတူလားတူလားတောမြေကတန်ဖိုးရှိလားရှိလားရှင်းတယ်လားဟောမြေရရန်စီခေါင်းဘာမြေဖြစ်ဖြစ်ဟိုကဒါပေမဲ့တကယ်တော့ဘုရားသခင်ပြောတာဟုတ်ပါတယ်တောမြေနဲ့လယ်မြေကတန်ဖိုးတူတောမြေဆိုတာသုံးစားလို့ရလားမရဘာမှလည်းစိုက်လို့မရဘာမှလုပ်လို့မရတောမြေဆိုတာဘာမှလုပ်လို့မရဒါပေမဲ့လယ်မြေကြတော့ဘာဖြစ်သွားလဲတန်ဖိုးချင်းကွာပါပြီအဲ့ဒီတောမြေကလယ်မြေဘဝရောက်တော့ဘာလို့လဲဆိုတော့သူကအမျိုးမျိုးအဲ့ဒီကနေကျွန်တော်ပြောတယ်ရိုင်းဆိုင်နေတဲ့အရာတွေအားလုံးကိုသူကထွန်ရက်ပြရတယ်အကုန်လုံးဆင်ပြရတယ်ပြီးတော့မှဘာဖြစ်လဲစိုက်ပျိုးရတဲ့လေဘဝကိုရောက်သွားတာဖြစ်ကျွန်တော်တို့ရဲ့တက်တာမှာဘလောက်ပဲခရစ်ယာန်ပဲပြောဘလောက်ပဲဘာပဲပြောဘလောက်ပဲဖခင်ကြောင့်တက်တဲ့ဘလောက်ပဲအချိန်တွေမှာပဲရှိဖခင်ရဲ့ဝိညာဉ်တော်ကကျွန်တော်တို့မှာမစင်းတဲ့လဲမြေတောမြေဘဝမှာပဲရှိတယ်ဟာလေလုယာတောမြေဘဝမှာရှိကျွန်တော်တို့ခရစ်ယာန်တော်ပြောတာပဲကျွန်တော်လည်း39နှစ်လုံးခရစ်ယာန်တော်ဖြစ်တာပဲဒါမဲ့ကျွန်တော်တောမြေမှာပဲရှိတယ်ဒီဖခင်ရဲ့တကူတော့ကြာလာပြီးတဲ့အခါမှာကျွန်တော်ရဲ့ဒီနေ့အသက်တာကတောမြေမဟုတ်တော့ဘူးလဲမြေဘဝကိုရောက်သွားပြီဟာလေလုယာဟာလေလုယာဒီနေ့ရောက်စီတိုင်းဒီတိုင်းပဲဘုရားသခင်ကတောမြေဘဝလဲမြေဘဝကိုပို့ချင်တယ်အာမင်မိတ်ဆွေသင်ကိုဒီနေ့စင်ကူမှာထားတာဘုရားကတီလုံးလေးသွားပြီးတော့တီလုံးလေးပဲလုပ်ပြီးဖို့မဟုတ်ဘူးငါတို့ဒီမှာအလုပ်ကြိုးစားမယ်ပြီးငါတို့မိသားစုဘဝမှာပြန်ပို့မယ်ဒါကျွန်တော်တို့ရဲ့ရွေချက်ကျွန်တော်လည်းခုနအဲ့လိုပဲငါအောင်မြင်အောင်လုပ်မယ်ပြီးငါပို့ဘုရားရဲ့အချက်စီကြီးမားတာရှိရောက်စီတိုင်းဟာလေလုယာလေဘဝကိုပို့ချင်တယ်မိတ်ဆွေနင်းသောမြေကောင်းကြီးပဲဖြစ်မယ်မိတ်ဆွေနဲ့တွေ့တဲ့သူရောက်စီတိုင်းကောင်းကြီးမလားခံစားစေချင်အဲ့ဒီဘဝကိုဘုရားသခင်ကပို့ချင်တယ်ဒါကြောင့်ဘာပြောလဲနှုတ်ကတော်ဝိညာဉ်တော်သည်တဲ့ကောင်းကင်မှငါတို့ပေါ်သို့တွန်းလောင်း၍ဒီနေ့ကာလကမိတ်ဆွေနောက်ဆုံးသောကာလဖြစ်ပါတယ်ဒီမှာတော့ဘုဒ္ဓခန်းကြီးနှစ်မှာဘယ်လိုပြောတာလဲဆိုတော့နောက်ဆုံးတော့ကငါရဲ့ဝိညာဉ်ကိုအတိုင်းဆောင်ရှိပါပြီလေတွန်းလောင်းတယ်ဖျားတယ်လို့မပြောဘူးနော်ဖျားတယ်လို့မပြောဘူးတွန်းလောင်းတယ်ဆိုတော့ရှိမြအားလုံးကိုဘာဖြစ်လဲအကုန်စင်ပေးနေတာဘုရားကအဲ့ဒါဒီချိန်ပဲမိတ်ဆွေတင်လေဘောမှာနေရှင်ဒီတိုင်းထိုင်တောမြေဘောမှာနေရှင်ဒီတိုင်းပဲထိုင်လေဘောကိုပြောင်းချင်ခံယူဖို့ပဲရှိတာဟာလေလုယာဘုရားရဲ့အောင်းဝယ်တကူတော့မိတ်ဆွေကိုလုံးပါအုံတော်လည်းမစင်စားနဲ့ဖျားတော့အုံတော်လည်းစဉ်းစားလို့မရဘူးအုံတော်လည်းစဉ်းစားလို့ကောက်သွားလို့အများကြီးပဲဒီကောက်ရတယ်တော့ဒါလည်းကျွန်တော်ဒီကကျန်းကြောင်ကြီးတယ်လောဆောမင်းကဘာသိလို့လဲသူသိတာတော့အများကြီးပဲဒါပေမဲ့သူ့တက်တာကြည့်လိုက်တောမြေပဲလေဘောကဝုန်းမရောက်ဘူးဘာမှအသေးမရှိဘူးဘုရားကကျွန်တော်တို့ကိုဒီနေ့ဒီမှာထားတာသူ့ရဲ့ကြီးမားတဲ့အကြံစီရှိရပြီဆိုရင်ယေရှုခရစ်တော်ဘုရားကတပည့်တော်တွေနဲ့တရားဝင်တရားဖက်နော်အနာရောဂါငြိမ်းတယ်နော်တရားဟောတယ်အဲ့မှာတနေရာလေးရောက်တော့ယေရှုခရစ်တော်ဘုရားကဗိုက်စာယေရှုကဗိုက်စာကသူဘာကိုတွေ့လဲဆိုတော့တင်မောသက်ဖမ်းကိုတွေ့တယ်စ
ဆိုကိုရောဟာတင်မောသဘာမယ်ပြီးတော့သူ့စိတ်ထဲမှာငါရဲ့ဆောင်တော်မူတော့ဒီအပင်ရောက်အောင်ရောက်ရင်တော့ငါတော့ပြင်မယ်လို့သူမျှော်လင့်ပြီးသွားတဲ့ကောင်တပည့်တော်လည်းပါတယ်အဲ့တင်မောသဘာမယ်အရွက်ပဲရှိတယ်အသီးလုံးဝမရှိကိုရောအော်မင်းသိနေဘောအဲ့လိုမနေဘူးနော်အတူချုပ်ပြောကိုရောဘာလို့လဲဆိုတော့ချိန်လိုက်တယ်ယေရှုခရစ်တော်ဗျာဤလောကကိုလာတာချိန်ဖို့လာတာမဟုတ်ဘူးချိန်ရင်းကလွတ်ဖို့လာခြင်းဖြစ်တယ်ဟာလေလုယာဒါပေမဲ့အတိမသိတော့မချိန်ဘူးအာမင်အဲ့ဒီအပင်ကြီးအရေးကြီးကောင်းနေတာဘုရားမလို့ခြင်းဘူးအပင်ဆိုပါလေအရေးကြီးမကောင်းပါပဲအတိဒီဖို့ဖြစ်တယ်ဘုရားရဲ့ကြည့်ကဟာလေလုယာအာမင်ဒီကျွန်တော်တို့ကိုလည်းဒီမှာထားတာအပင်ကြီးဒီမှာနော်ဘာပင်ကြီးဒီမှာဘာလဲတိုင်းသားပေါင်းတော့အပင်ဟုတ်တယ်နော်ဒီမှာကျွန်တော်လည်းဘာမှကျွန်တော်ပြောဘာလူမျိုးလဲကျွန်တော်ကတော့လူမျိုးတော်စုံတယ်အဲကြောင့်ကျွန်တော်ပြောမျိုးမစစ်ဘာအမျိုးကစုံနေတာဟုတ်နော်ဟိုအင်္ဂလိပ်ကလည်းနည်းနည်းပါကရင်လည်းပါဗမာလည်းပါဆိုတော့ကျွန်တော်ကမျိုးမစစ်ဖြစ်တယ်ကျေးဇူးတော်ပဲအဲမျိုးမစစ်ကြောင့်ဘုရားသခင်ကြီးမားတော့အသုံးပြုလို့ရတယ်ဟာလေလုယာဟာလေလုယာမျိုးပြည့်စုံရင်ဘုရားသိသုံးလို့မရဘူးအဲ့တော့ကိုမျိုးမျိုးတွေပဲဆိုတော့လုံးတယ်ငါဆရာတော်မာဒီနေ့ပါလွတ်ချင်းရပါပြီဟာလေလုယာအာမင်ဆရာအာမင်ဆရာကျေးဇူးကျွန်တော်ဆရာကချီလူမျိုးတို့တမျိုးတို့ပဲဆရာဘုရားရွေးကောက်ထားတာမဟုတ်ဘူးအာမင်လူမျိုးတို့ကလည်းဘုရားဒီဆရာကိုအုံပြုရွေးကောက်ထားတာဟုတ်တယ်ဆရာတဲ့သူကိုခံသွားတယ်အာမင်သူကိုခံပြီးတဲ့ဒီနေ့ဒီသင်တော်သူ့ကိုဖိတ်ခေါ်အာမင်သူမခံသူရောက်လာမဟုတ်ဒီနေရာကိုဟုတ်တယ်နော်ဆရာဟုတ်တယ်သူလည်းမခံတယ်ဘုရားကအဲ့လောက်တည်တည်လို့မဟုတ်အဲ့လောက်တည်တည်နဲ့ကျွန်တော်တို့ဖန်ဆင်းထားတာမဟုတ်ဘူးသူကကြီးမားတဲ့အကြံစီရှိတယ်ဒါကြောင့်ကျွန်တော်တို့ကိုကြီးမားတဲ့အကြံစီရပါလေအသီးသီးစေခြင်းတယ်တောမြေကအသီးသီးလားအဖေပေါက်လားမပေါက်ဘူးဘာပင်မပေါက်တောမြေကြက်ရနေတော့သွားပြီးတော့စမ်းကြည့်လိုက်တောဆိုတွေကဘာမှသုံးစားလို့မရဘူးဒါပေမဲ့လေဘဝကိုရောက်သွားရင်တော့ကွာသွားပြီပြောင်းသွားပြီကျွန်တော်တောဘဝကနေလေဘဝကိုဘယ်လိုပြောင်းလဲပြောလဲဆိုတော့ဝိညာဉ်တော်သည်တဲ့ကောင်းကင်မှငါတို့ပေါ်သို့တွန်းတော်မူဟာလေလုယာနော်တောသည်အသီးနှံများသောလယ်ဖြစ်၍အသီးနှံများသောလယ်သည်တောအုပ်ကဲ့သို့ဖြစ်တယ်ဒီနေ့ကျွန်တော်ရောက်စီတဲ့အဖြစ်ဘုရားသခင်ဟာဒီနေ့ရောက်စီတဲ့အဖြစ်ကျွန်တော်တို့ရှိသမျှဤလောကရဲ့လေကျွန်တော်ရောက်စီတဲ့ဘုရားသခင်ပြောထားပြီဒီနေ့မှမိုက်တွေကတက်တော့ဖြစ်တယ်နော်ဒီနေ့တော့အရာလို့ဟာလေလုယာဟာလေလုယာရတယ်မိုင်းပါလေကျွန်တော် online နဲ့ဒီလိုတော့ကောင်းထိနေတယ်ဘုရားသခင်ကြီးမားတဲ့ဂျန်စီကျွန်တော်ရောက်စီတဲ့ကိုဒီနေ့ဘုရားသခင်အော်ဝယ်လုံးမှာဖြစ်တယ်ဒီနေ့မှာဘုရားရဲ့တကူတော်အကြီးကျယ်လုံးလုံးနေတယ်မိတ်ဆွေကျွန်တော်ခံစားနေရတယ်ဟာလေလုယာမိတ်ဆွေကျွန်တော်ပြောရတဲ့ဟီရိုလေးပဲတင်းဒီနေ့ဘာမှမစင်စားနဲ့နှလုံးသားနဲ့ကိုရောတမီးရဲ့တောင်ကြိုက်တာလို့ဘောခံလိုက်ပါလာခြင်းနဲ့ပြန်ရင်လုံးဝမတူဘဲထူးခြားမှုနဲ့ပြန်သွားဟာလေလုယာဒီနေ့သင်ဘာတွေလိုအပ်နေလဲသင်တဲ့ဘာတွေဖြစ်နေလဲဟာဒီမှာတော့အစဉ်ပြေပြီးနောက်ကမှအစဉ်ပြေတာတွေသိရှိနေလားဘာပဲဖြစ်ဖြစ်လာခဲ့ဘုရားမျက်မှောက်တော်ထဲမှာအလုံးစုံလွတ်ခြင်းကိုဘုရားသခင်ပေးခြင်းတယ်ဟာလေလုယာဒီနေ့ကြောင့်ဘုရားသခင်အသင်ကိုတောဘွားကနေလေဘွားကိုဘုရားသခင်ပို့ခြင်းတယ်ကြီးမားတဲ့အသီးတီးစေခြင်းနဲ့ညောင်များစွာလူမျိုးတကာရှိမှတင့်ကိုဘုရားသခင်ဘာဖြစ်လဲအောဝေယတက်တည်ထူခြင်းတယ်တင်တို့ဒီနဲ့ဤလောကကြီးဘာလဲလဲစားတဲ့ပထမပြောတယ်ဒုတိယတစ်ခေါက်ကျပါလေတင်တို့ဒီဤလောကကြီးအလင်းဤလောကတော့ကျွန်တော်တို့ဗမာလေးကျွန်တော်တို့ကချင်တယ်လေကျွန်တော်တို့ချင်းတယ်လေကျွန်တော်တို့ကရင်တယ်လေတော့လည်းမဟုတ်ဘူးကျမ်းတော်တရားပြတင်တို့ဒီဤလောကကြီးဘာဖြစ်လဲအလင်းဤလောကတစ်ခုလုံးရဲ့ဒီမှာရှိတဲ့ထိုင်တဲ့သူအားလုံးကအလင်းတွေဖြစ်တယ်အာမင်ဒီလောက်လေးမဟုတ်တင်းလေးမဟုတ်ဘူးကျွန်တော်တို့ကဒီစင်ကာပူမှာပဲနေတာစင်ကာပူကနေနေဟိုဗမာပြည်တောင်းမှာပဲနေတယ်ဗမာနေအရေးကြီးတာဘုရားကြီးကကျွန်တော်ဗာပြောတယ်တင်တို့ဒီဤလောကကြီးအလင်းဖြစ်တယ်ဟာလေလုယာဘုရားရဲ့ကိုးတော်ခရိုင်မိတ်ဆွေတင်ကိုဘုရားကြီးအလင်းလေးလို့ရတယ်ဒါကြောင့်ငါရဲ့ဝိညာဉ်တော်ကသုံးလောင်းပေးနေတယ်တဲ့သုံးလောင်းပေးနေတယ်ဒီချိန်ကာလပဲဖြစ်တယ်မိတ်ဆွေဝိညာဉ်တော်ကိုတရားငါတို့နားမလဲလို့ငါတို့မခံယူသေးဘူးမလုပ်နဲ့ဝိညာဉ်တော်ဆိုတာကျွန်တော်သိယူလို့မရဘူးနားလဲလို့လည်းမရဘူး
ဒါကြောင့်မို့ကျမ်းတဲ့ပုဂ္ဂိုလ်ကြီးဖြစ်တဲ့နီကိုတွေကညခါမှာယေရှုရှိကိုသွားတယ်ရှင်ရောကတော့ဖတ်ကြည့်ပါကျမ်းတဲ့ပုဂ္ဂိုလ်ကြီးနော်ဒီနီကိုတွေကအာဂုံဆောင်နေတဲ့ပုဂ္ဂိုလ်ဖြစ်တယ်ဒါပေမဲ့သူဝိညာဉ်နဲ့ပတ်သက်တယ်သူနားမလည်ဘူးကျမ်းတော့ကောင်းကောင်းတတ်တယ်သူလုံးဝပတ်ချတယ်အဲ့တော့ဘာလို့ညခါမှာကိုရောရှုသွားပြီးတော့သွားမိတယ်ကိုရောပြောတဲ့စကားလေးသိကောင်းတယ်ကျွန်တော်အရန်ကြိုက်တဲ့ဟာလေးချက်တော့ကြည့်အောင်ယောဟန်3ချက်အများကြီးကြည့်အောင်ရှောင်းဖက်ခန်းကြီး3ငယ်8ကိုချက်ကြည့်အောင်ကိုရောဘာပြောလဲဆိုတော့ငယ်8မှာလေဒီတဲ့အလိုရှိသည့်တိုင်းသွားလာ၏လေဤအတန်ကိုတင်သည်ကြားရတော့လေအဘယ်ရက်ကဖြစ်သည်ဘယ်ရက်လို့သွားသည်ကိုမသိနိုင်တဲ့ထို့နည်းတူဝိညာဉ်တော်မွေးသောသူဖြစ်သည်ဟုမိန့်တော်မူတယ်တဲ့ဟာမင်းအဲ့တော့ကျွန်တော်တခုပြောပြမယ်ဟာငါတို့ကဝိညာဉ်ဆိုငါတို့ကနားမလဲလို့ငါတို့က background လာလို့ငါတို့မခံယူဘူးတချို့ကရှိတယ်โอเคကျွန်တော်ဥပမာတခုပြောပြမယ်အခုလေကဘယ်ရက်ကလာလဲဘယ်ကိုသွားလဲတင်သိလားတင်လေ့လာဘူးလားလေ့လာဘူးလားမလေ့လာဘူးနော်အဲ့တော့အဲ့လေကဘယ်ရက်ကလာရင်ဘယ်ဟိုသွားမှငါတို့မသိတော့ငါတို့မရှူးဆိုလို့ရှိလားရှိလားမကူခဏလေးပြေးကြည့်လိုက်ဒီလေဘယ်ရလာမှအားလည်းမသိဘူးငါတို့ background မှာဒီလေဘယ်ရလာမှမသိဘူးယူရလို့ရှိလားရှိလားမယုံစမ်းကြည့်လိုက်လေတခါလည်းပြီးသွားမှာဟုတ်တယ်နော်နားမလဲလေကျွန်တော်ဘာလို့ ရလဲရှူရတယ်နားလဲလေရှူရတယ်ထုံနည်းတကောင်းပဲတဲ့ဝိညာဉ်တော်ဆိုတာဘာဖြစ်လဲထို့တိုင်းပဲဖြစ်တယ်ဝိညာဉ်တော်ဆိုတော့ကျွန်တော်လူအောင်တော့နဲ့နားလဲလို့မရအောင်ကျွန်တော်လောက်ကဘာလဲဘုရားပြောချင်တာမင်းခံဖို့ပဲရှိတယ်ဟာလေလုယာဟာလေလုယာဒီနေ့ဒါပဲဒါကြောင့်ဘုရားခင်မိတ်ဆွေတင့်ကိုချီးတော်မှုပြုခြင်းတယ်ဝိညာဉ်တော်ကြောင့်ငါတို့ကဘယ် background လောက်အဲ့ဒါခဏကအဲ့ background ကိုကျွန်တော်ပြောပြီးအဲ့ background ဘုရားမသိဘူးတကယ်ပြောတာကျွန်တော်တို့ကမသိဘူးကျွန်တော်ဘာလို့မျိုးပါဘုရားမသိဘူးကျွန်တော်ကြော်ဒီမှာရှောက်အောင်နေတာဟုတ်တယ်နော်ကျွန်တော်ဘယ်နိုင်ငံသားပါဘုရားမသိဘူးဘုရားဘာပဲကြည့်ပါလဲအခုပြန်လဲသိစိတ်ဝိညာဉ်တစ်စိတ်ခတ်လာလားငါဝိညာဉ်အဲ့ထဲမှာရှိလားကျွန်တော်ထဲမှာရှိလားကျွန်တော်ကစိတ်ခတ်ပြီးပြီလားကျွန်တော်ကိုတော့ဆိုတော်လီဘုရားရှင်အများကြီးဆိုပြီးတယ်ဒီကိုတော့ကျွန်တော်မသိဘူးမြောက်မင်းရှင်လေကောင်းပြောပဲဆိုငါမသိဘူးမင်းထဲထဲမှာတစ်စိတ်မခတ်ထားရင်မသိဘူးဟာလေလုယာဟာလေလုယာဒါပဲကျွန်တော်ဒီနေ့ဒီနေရာကနေကျွန်တော်ကျင့်ကြခြင်းတယ်အာမင်နော်မင်းစတဲ့ထဲမှာဘုရားရဲ့ဝိညာဉ်စိတ်မခတ်ထားရင်ငါမင်းကိုအလင်းမသိဘူးရှိမတဲ့ဆံတော်ကျွန်တော်မြန်လေးတော့ကြည့်ရအောင်ဘုရားသခင်ဝိညာဉ်တော်လွတ်လွတ်နေတယ်ခဏလေးကြောင့်ဒီဟာလေးကိုနည်းငယ်ဝင်ရပြီးတော့ဆရာလေးနည်းနည်းတော့အမှစိတ်ကြောလေးတော့ရှိလာပြီနော်ငါလည်းဘယ်တော့ရောက်မလဲငါလည်းဘယ်တော့ရောက်မလဲကျွန်တော်လည်းဖြစ်ဘူးလေဆရာတည်ရလေsorry ယောဟန်ဆန်ကပြောမသက်ဆန်ကပြောယောဟန်ဆန်ကလည်းကျွန်တော်နောက်ဆုံးပိတ်ချင်ပါတယ်ရှော့ဖက်ခန်းကြီးဆန်အောင်တကယ်တော့ကြည့်အောင်ဒါကြောင့်ဆရာကျွန်တော်ပြောတယ်ဆရာရှေ့ကနေသွားလိုက်မလားဆိုဆရာမကျွန်တော်အရင်ခေါ်လိုက်တာနော်ကျွန်တော်မသိဘူးယောဟန်ဆန်ကတစ်ကနေပြောကျွန်တော်ရှစ်တိဖတ်ချင်ပါတယ်ကျွန်တော်အားလုံးတွေ့တဲ့လူကဒီကဖတ်ရအောင်နော် ready 1 2 3ငါသည်မှန်သောစပစ်တော်ဖြစ်၏ငါခမည်းတော်သည်ဥယျာဉ်ဆောင်ဖြစ်တော်မူ၏ငါ၌အတိမတိသောအခက်ရှိမြတ်တော်ကိုခုံပြတော်မူ၏အတိတိသောအခက်ရှိမြတ်တော်ကိုတာ၍ဤစေခြင်းကသုတ်တင်ရှင်းတော်မူ၏တေတို့သည်ငါဟောပြောသောစကားအပြင်ယခုပင်ရှင်းလင်းရှိကြ၏ငါ၌တည်နေကြတော့ငါသည်လည်းတင်တို့၌တည်နေသည်စပြစ်ကသည်အပင်၌မတည်လင်ကိုလိုလျောက်အသီးကိုတည်နိုင်တကယ်တော့တင်တို့သည်ငါ၌မတည်လင်အသီးမတည်နိုင်ကြငါသည်စပင်း၌ဖြစ်တင်တို့သည်အခက်များဖြစ်ကြ၏အခြေသူသည်ငါ၌တည်၍ငါသည်လည်းသူ၌တည်ထိုသူသည်များစွာသောအသီးကိုတည်တတ်၏ငါနှင့်ကွာလင်တင်တို့သည်အဘယ်မှုကိုများတတ်နိုင်ကြငါ၌မတည်သောသူသည်တိကျသောအခက်ကဲ့သို့ပြင်တို့ပြလိုက်ခြင်းကိုခံရ၍ထိုသောအခက်များကိုလူတို့သည်စုသိမ်း၍မိရဲသို့ချလိုက်ကြသဖြင့်မိလောင်ခြင်းသို့ရောက်ကြ၏
တင်တို့သည်ငါ၌တည်၍ငါစကားသည်တင်တို့၌တည်လျင်တင်တို့သည်တောင်းကျင်ညကိုရ၍တင်တို့သည်များစွာသောအသီးကိုတီးသောအပြင်ငါသမီးတော်သည်ဘုံထင်ရှားတော်မူ၍တင်တို့သည်လည်းငါ၏တပည့်မှဖြစ်ကြလိမ့်မည်အာမင်အာမင်ဒီမှာတရားလေးနဲ့ကျွန်တော်နောက်ဆုံးပေးပြောချင်ပါတယ်ကျွန်တော်တို့ကိုဘုရားခင်ဒီနေ့ထားထားတဲ့ရည်ရွယ်ချက်ကကျွန်တော်တို့ကိုဘုရားခင်အရောက်စီတိုင်းအပြင်အသီးသီးစီခြင်းတယ်အာမင်အဲ့တော့ဘာအသီးတွေတီးမှာလဲတင်မိတ်ဆွေတင်ဒီနေ့ဘာအသီးသီးနေလဲဇာတိသီးတွေတီးနေလားဝိညာဉ်သီးတီးနေလားဒီနေ့ကျွန်တော်စဉ်းစားရအောင်နောက်တကြောင်မလို့ဒီနေ့ဘုရားခင်ကမိတ်ဆွေကိုတောဘဝကနေလေဘဝကိုရောက်စေခြင်းတယ်ကြီးမားတဲ့အံ့ဩဖွယ်ရာတန်ဖိုးရှိတဲ့များစွာသောအသီးတွေတီးတဲ့လူဖြစ်ဘုရားခင်တင့်ကိုအသုံးပြုဖို့ဒီနေ့မိတ်ဆွေတင့်ကိုဘုရားအသက်ပေးထားတာပေါ့ငါတို့ငယ်ပါသေးလို့ငါတို့ကျမ်းမာရေးနဲ့စားလို့ငါကအသက်ရှင်လို့မိတ်ဆွေတင်ကောင်းတင်မယ်နော်ဒီနေ့သင်္ချိုင်းကုန်းမှာသွားကြည့်ပါအသက်ကြီးတဲ့60 100ပဲသေတာမဟုတ်ဘူးနော်6လသားလည်းသေတယ်နော်10လသားလည်းသေတယ်အသက်20လည်းသေတယ်အသက်16နှစ်လည်းသေတယ်အသက်90လည်းသေတယ်ဒီနေ့ဘုရားခင်အကြံစီသိကြီးမားတယ်မိတ်ဆွေနဲ့ကျွန်တော်ကိုကောင်းကြီးဖြစ်စေချင်လို့မိတ်ဆွေနဲ့ကျွန်တော်ကိုဘုရားခင်ရဲ့သူ့ရဲ့ကြီးမားတဲ့မှာအကြံစီကြောင့်ကျွန်တော်တို့ဒီနေ့ထိုဘုရားရှင်ကဒီချိန်ထိအသက်ပေးနေတာဖြစ်တယ်မိတ်ဆွေဟာလေလုယာမိတ်ဆွေတင်တိနားလေမလဲဘူးတော့တပြစဉ်းစားကြည့်ပါငါဒီနေ့တိတ်သက်ရှင်တာငါတိတ်တော်လို့လားစဉ်းစားကြည့်ဒီနေ့ဆေးဥမှာကျွန်တော်လေးဆေးဥမှာတက်ခဲ့ရတဲ့ခါမှာဆေးဥမှာရောက်သွားတော့ခါလောကကြီးမှာလူတွေမြောက်များစွာဆေးဥမှာညီးတွားပြီးတော့နေ့စဉ်တက်ရှင်ပြီးအများကြီးရှိရတော့အခုလေကိုကျွန်တော်တို့အလကား free တော့ကျွန်တော်တို့ရှူနေရတယ်ဟုတ်အာမင်ကျွန်တော်အလကားရှူနေလေကိုဝယ်ရှူနေရလူရှိတယ်တွေ့ဘူးလားလေအိုးကြီးနဲ့ဘယ်သွားတချို့ဆိုအိုးကြီးကတွန်းပြီးသွားတယ်မတင်တယ်တော့သူ့အိုးကြီးကကြီးလို့ရှိတယ်အများကြီးပဲတချို့နှာခေါင်းဘက်ကနေလေမရှူတော့ဒီကနေဖောက်ထားတာရှိတယ်ဒီနေ့အဖို့သွားဖို့ဘုရားလုပ်ထားပြီးနေမသွားနိုင်ခါမှအိတ်တွေဖောက်ထားတယ်ရှိတယ်ဒီစီဘုရားသခင်ကတင်ကိုကြီးမားတဲ့အကျင့်စဉ်ဒီနေ့အားလုံးကောင်းလို့ဆိုတော့ကျမ်းမာခြင်းကိုပေးတာဖြစ်တယ်ဟာလေလုယာမိတ်ဆွေအပြင်အသီးတွေသိခြင်းတယ်မိတ်ဆွေကိုကြည်ခြင်းအပြင်ယေရှုခရစ်တော်ဘုရားကိုဒီစင်ကိုတနိုင်ငံလုံးကိုပြင်ဆင်ခြင်းတယ်ဟာလေလုယာမိတ်ဆွေနဲ့အလုံးလုံးနဲ့ချက်ပါမိတ်ဆွေအလုံးလုံးနဲ့နေရာမှာကြောင်းတဲ့နေရာမိတ်ဆွေကိုကြည်ခြင်းအပြင်ဒီသူ့ဘုံမှာကြည့်လိုက်တာလေငါသူ့ကိုမြင်တွေ့တာလေယေရှုခရစ်တော်ဘုရားကိုမြင်တွေ့ရတယ်ဆိုတာကိုအရောက်စရာဘုရားကိုတက်တည်ထူခြင်းတယ်ဒါကြောင့်မလို့ဘုရားခင်ကပါတယ်ငါ၌တည်ရင်ငါလည်းသင်တို့၌တည်မယ်မတီးတဲ့အခက်ကိုတော့ဘာလို့မလဲလေခုံးမယ်တီးတဲ့ဟာကြောက်တော့ဘာဖြစ်လဲတာ၍ဒီစေမယ်ဒီနေ့မိတ်ဆွေဘုရားသခင်ကသင်ကိုအတန်ချစ်ပါလေကျွန်တော်ဘယ်တော့ရေဆက်လဲတော့မသိဘူးနှစ်ယောက်နဲ့တစ်ခါနဲ့အတူနေရတယ်ရောက်ကသာညတော့သူကရေလေချိုးဆိုးတယ်မနေ့မိုးလင်းလာထားဆူတော့ပါညာကျွန်တော်လည်းဆူတော့3ရက်လောက်ပဲရှိတော့ကောင်းကြီးကချက်ချင်းဝင်လာတယ်အတန်တိတ်သွားပဲပြောက်ပဲဟုတ်လားမနေ့မိုးလင်းလာတော့ပုတ်တယ်ဟိုလိုပုတ်လိုက်ဒီလိုပုတ်လိုက်ဘယ်သူကသူ့ဘာလို့ဟောလုပ်ပြလိုက်လဲမသိဘူးဒီလိုအပြားရတာအဲ့မနေ့မိုးလင်းဆရာဆောင်ပုတ်နေတယ်ပြီးကျတဲ့ဇောကျွေးတွေပြန်ပြောင်းလဲစင်ကူမှာရမ်းညံတယ်သူနော်ကျေးဇူးတော်ကြောင့်ပါတကယ်ဘုရားသခင်ကျေးဇူးတော်ကြောင့်ဒီနေ့ကျွန်တော်ဆောင်ပေးရတယ်ဆရာလည်းတကယ်ပဲအရန်သူ့ထွေးကမှကျွန်တော်အရန်ဝမ်းသာတယ်ကျွန်တော်ဝိညာဉ်နဲ့တကယ်ပြောတယ်သူသဖြင့်ဒီဆရာကတကယ်ပဲသူကတကယ်နှိမ့်ချတယ်တကယ်ဆရာကအမှုတော်ထဲမှာ16နှစ်ရှိပြီနော်ဆရာတကယ် sorry 28နှစ်ရှိပြီ28နှစ်ရှိပြီဘုရားအကြီးကျယ်အသုံးပြုတယ်အခုကျွန်တော်ကချင်ပြည်နယ်မှာစစ်ပေးဒုက္ခနော်ဆရာနော်အကြီးကျယ်ရတယ်ပြီးတော့ဆရာတို့ကျေးဇူးတော်ကြောင့်ဆရာလွတ်လာတယ်ဆိုတော့သူလည်းအဲ့မှာအမှုထမ်းနေတယ်ဒီနေ့ဘုရားသခင်ကဒီနေ့ကျွန်တော်တို့ကိုဒီနိုင်ငံကိုပို့ပြီးတော့ဒီနေ့ကျွန်တော်တို့နဲ့ဆုံတွေ့စေတာအကြောင်းမဲ့မဟုတ်ဘူးဆိုတော့သူကောင်းကောင်းသိသွားတယ်ဟာလေလုယာမိတ်ဆွေတင်တဲ့ဒီတိုင်းပဲဖြစ်တယ်ဘုရားခင်ကြီးမားတဲ့ကြံစီရှိတယ်ကျွန်တော်အားဖြင့်ဒီနေ့ပျောက်ဆုံးနေတဲ့ဝိညာဉ်တွေကျွန်တော်အားဖြင့်လမ်းလွဲနေတဲ့ဝိညာဉ်တွေကျွန်တော်အားဖြင့်စာရန်ကိုးနေတဲ့ဝိညာဉ်တွေကိုဘုရားသခင်ပြန်ပြီးတော့သိမ်းဆည်းခြင်းနဲ့မိတ်ဆွေဒီနေ့ကြောင့်မိတ်ဆွေကိုကျွန်တော်လည်းဒီမှာကျွန်တော်ဆုံတွေ့ရတာဖြစ်ပါတယ်ငါတို့ကဘယ်ကအဲ့ဒါတွေထားလိုက်ပါဝိညာဉ်တော်ဘုရားဝိညာဉ်တော်ဆိုကျွန်တော်လူအုံတော်နဲ့ဘယ်သူမှမနာနိုင်ဘူးဘယ်ဆရာကြီးမှလည်းနားမလည်ဘူးကျမ်းစာသင်လို့ရတယ်သင်လို့ရတယ်မိတ်ဆွေကြိုက်တဲ့နေရာတော့သင်တဲ့တက်တဲ့သင်တတ်သွားမှာသိသွားဒီထဲမှာရှိတဲ့အကြောင်းအရာတွေအားလုံးသင်လေ့လာအကုန်လုံးရှင်းလင်းတော့သင်လေ့လာပြီးတော့သိအောင်လုပ်လို့ရတယ်ဒီကျမ်းစာလို့ဆိုတာဘာမှရှိရအောင်ဆရာဝန်တွေကရည်တာပေါ့အင်ဂျင်နီယာတွေကရည်တာပေါ့ဟုတ်တယ်နော်ဆရာဝန်အင်ဂျင်နီယာဖတ်တဲ့စာအုပ်ကနည်းတဲ့စာအုပ်မဟုတ်ဒီကျမ်းစာလို့ကတော့ပဲရှိတာ
တင်ကြိုက်တယ်လို့လေ့လာလိုက်တင်အများကြီးမလေ့လာဘူး3လလောက်အချိန်ပေးလိုက်ဒါကောင်းကောင်းကဘာဦးကျန်းနေပြန်လေးတင်အလွတ်တော်တရားဟောလို့ရဒါပေမဲ့ပြဿနာကဝိညာဉ်တော်ကြောင့်တော့မရဘူးမိတ်ဆွေမရဘူးလေ့လာလို့မရဘူးဘုရားဘာပြောလဲနာနဲ့တိုင်ဂယုဏအသေးတယ်အာမင်တကူတော့တော့အသေးလို့နေတာကျွန်တော်နှုံးသားတကားပြင်ကိုတော့ကျွန်တော်ပြန်စီနှုံးပွင့်လာတယ်ဝိညာဉ်တော်ဘုရားတော့ကြိုက်လို့ကျွန်တော်လည်းကျွန်တော်မိသားစုတော့ပြပါဒါလေးပဲဝန်ခံနေတာတော့သူဘုရားရှိခိုးတကူတော့ကနေ့စဉ်မဆာပို့ဆောင်တယ်ဘယ်တော့ဒီပို့ဆောင်လဲမိတ်ဆွေကျွန်တော်ပြောမယ်ဒီနေ့လောကထဲမှာလုံနေရတဲ့အလုပ်ပါလုံးဆရာမလို့တော့ဘုရားကြီးမဆာပို့ဆောင်တယ်တို့ဘုရားရှင်တော်မှာတိုင်းပေါ်ကြည့်ပါစေအာမင်အာမင်အဲ့တော့မိတ်ဆွေကိုဘုရားအချက်စီကအကြီးကြီးပဲတလုံးလေးမဟုတ်ဘူးအကြီးကြီးပဲမြောင်များစွာလူတွေများစွာမိတ်ဆွေအခုကျွန်တော်ပြောမယ်ဒီတစ်ခါလုံးပြောင်းလဲပြီးတော့ဒီနေ့စက္ကန့်လိုက်အပြင်မှာဝိညာဉ်တွေအများကြီးရှိတယ်ဒီတစ်ခါလုံးပြောရင်ကျွန်တော်တဲနေရေရှင်းလာရန်ကင်းလာရေရှင်းပါမယ်တော့လိုက်တော့ဒီအားလုံးသွားလိုက်မှာအဲ့ရေရှင်းပါမယ်တခုလုံးအဲ့ဒီ resident တခုလုံးအတော်တော့ပဲကြာကျန်တဲ့နေရာတွေအများကြီးကျန်တယ်ဟုတ်တယ်နော်ဒီနေ့မပြောင်းလဲတဲ့ဝိညာဉ်တွေအများကြီးဘယ်ရောက်မှမသိရဘူးအများကြီးကျွန်တော်မင်းညပဲပြောတယ်ကျွန်တော်ဆန်ဒီယေဂိုမှာကျွန်တော်သွားလိုက်ခါမှာအဲ့ဒီတင်းတော်ကလူရောက်200လောက်ရှိတယ်ဟာကျွန်တော်ရောက်သွားကျွန်တော်အရမ်းဝါသာအဲ့ဆရာလည်းအဲ့ဒီဆရာဟိုနှုတ်ကဝင်အောင်ကျွန်တော်ဝင်ကနေတယ်တဝက်လောက်ကျွန်တော်ဆရာထလာဆရာရဲ့ဟိုဟာဒီမှာထိုင်နေတဲ့လူတွေကဟိုတဝက်လောက်ကဗမာစကားနားမလည်ဘူး။ဆရာလည်းစောစီမပြောဘူးကျွန်တော်ဒီကအားရောက်ပါရေချနေတာ။တော့တော့ကျွန်တော်သူတို့နားမလည်ဘူးလေ။ပြီးတော့ဆရာဟောတဲ့တရားသူတို့နားမလည်ဘူးလေ။သူတို့က salvation တော့မရသေးဘူးလေ။ဟာလာလို့ကဲအဲ့ဒါဆိုပြောမအောင်ဆိုသူလဲဆိုအဲ့မှာထိုင်တဲ့တဝက်ကလူရောက်နေတော့တဝက်ကကျွန်တော်ဘဝပြလာတယ်။ကြရားလူကရင်နီပေါ့နော်။ကြရားလူတွေဖြစ်တယ်။ဆိုသူတို့လုံးဝဗမာစကားလည်းမတတ်ဘူး။သူတို့ကြရားစကားပဲတတ်တယ်။အဲ့ဒီမှာတယောက်သုံးယောက်တော့ပဲဗမာစကားနည်းနည်းတတ်တယ်။အဲ့တော့ဘာသာပြန်လေးနဲ့သူတို့လာတယ်။ဘာသာလို့တာလဲဒီနေ့ဘုရားကြောင့်ဆိုမဟုတ်ဘူးလေသူတို့ဒီစာလိုက်ကနေစာလေးလာတဲ့ခါမှာစာလေးမဖတ်တယ်လို့အဲ့ဒီဘုရားကြောင့်ကတင်းဟုတ်ဆရာလာပြီးစာလာဖတ်ခိုင်းတာ။စာလေးအောင်မသိပါဘူးကျွန်တော်ဘုရားကြောင့်လည်းလာတက်လာတာ။လူတွေများအားရဝမ်းသာတာနဲ့ရေရင်ကြီးချတယ်။မဟုတ်ဘူးလေ။အဲ့ကြောင့်ဆရာလည်းအေးဦးကြီးလေးပြောပါ။โอเค။အဲ့ဒါကျွန်တော်ဟောတဲ့တရားဟောချက်ပြန်သိပြီးတော့အဲ့ဒါလည်းကျွန်တော်တို့ယေရှုခရစ်တော်ဘုရားကြောင့်ပြောတယ်။ယေရှုခရစ်တော်ဘုရားသိလား။ကျွန်တော်3ကဟောတယ်။အဲ့မှာတယောက်ကထလာ။ဒါကြတဲ့မှာကိုးနေရပြည့်နေတာ။အေးငါတို့ယေရှုခရစ်တော်မသိဘူးကွာ။သခင်ခရစ်တော်တော့မသိဘူး။ငါတို့သိတာသခင်တတ်ထုံးမသိတယ်တော့။တကယ်ပါ။သခင်တတ်ထုံးမသိတယ်ကျွန်တော်ဗမာပြည်သားတွေအများကြီးရှိတယ်။သခင်ခရစ်တော်ကိုမသိသေးဘူး။ကျွန်တော်အခုပြောတော့တာရှိစရာပါတကယ်တော့ရှိစရာမဟုတ်မိတ်ဆွေထို့သူတွေယေရှုခရစ်တော်ဘုရားကိုသိဖို့သင်နဲ့ကျွန်တော်နဲ့တောင်းဝန်ဖြစ်တယ်အာမင်အာမင်တို့သူဘယ်နိုင်ငံမှာနေဟိုးကဘာရဲ့အစွန်မှာပဲနေတင်ဒီနေ့ရှိရနေမှာဒီနေ့သစ္စာရှိတော့ဆက်ကထားလိုက်အဲ့ဒီအစွန်တိုင်အောင်ဘုရားသခင်ပြုဖို့ဆောင်တယ်ဟာလေလုယာဒီနေ့ကျွန်တော်ဒီနေရာရောက်လာကျွန်တော်ဆက်ကထားတာဟိုမှာလွန်ခဲ့တဲ့4နှစ်လောက်လေဒီနေ့ဒီနေရာမှာချင်းရဒီနေရာမှာတရားလာဟောရမယ်ဒီနေရာမှာပြောရမယ်ဆိုလွန်ခဲ့တဲ့4နှစ်တည်းဘုရားသခင်ချာချချပေးတာဖြစ်တယ်ဟာလေလုယာဒီနေ့လာပြီးအကောင်းလေးလာခေါ်တာဘုန်းကြီးလည်းကောင်းမိတ်ဆွေတင့်ကိုဒီနေ့ဒီစင်ကိုလည်းဘုရားပို့လာတာအလကားမဟုတ်ဘူးတင်ဒီနေ့သင်ရဲ့တက်တော်ဆက်ကပါဟာလေလုယာကျွန်တော်တော်ဘဝနေလေဘဝကိုပြောင်းရအောင်ကျွန်တော်အမြင်လေးလောက်ပဲဟာတိတိအလုပ်သွားမယ်ပတ်စံရှာမယ်ပြီးမိသားစုပုံမှာဒီလောက်ပဲလာပြီဆိုရင်မဟုတ်ဘူးဘုရားရဲ့ချက်စီဘာဖြစ်လဲငါရဲ့ချက်စီမင်းတို့ချက်စီမတူဘူးမင်းတို့ကဤလောကရဲ့အလင်းတွေဖြစ်တယ်ဟာလေလုယာတင့်ကိုဘသူကပဲတင့်အမျိုးကပဲဖြစ်ဖြစ်တင့်ရဲ့ရှင်မတိုင်းဝဲဖြစ်တင့်ကိုဘလို့ပဲတမန်ဘုရားသခင်ကတင်သည်ဤလောကရဲ့လင်းဖြစ်တယ်အာမင်ဒါပဲဘုရားကပဲကျွန်တော်ဝန်ခံမယ်ဘယ်သူစကားမှကျွန်တော်ဝန်ခံဒါကြောင့်မိတ်ဆွေတင့်ကိုဘုရားရဲ့ပြန်ချစ်တယ်ဒီနေ့တွေ့ဆုံစေတာဘုရားရဲ့ကြီးမားတဲ့အကြံစီရှိပါတယ်ဒါကြောင့်မလို့ဘုရားသခင်ဘာဖြစ်လဲငါ၌တည်နေကြတော့ငါတည်တဲ့သင်တို့၌တည်မယ်အာမင်ဒီနေ့မိတ်ဆွေအပြင်ဘုရားကအလင်းလင်းခြင်းနဲ့မိတ်ဆွေအပြင်ဒီလောကမှာအသီးတွေများစွာတည်ခြင်းနဲ့ဒီနေ့လူတွေကနိုးထားမှုကောင်းပါလေနိုးထားမှုဘုရားသခင်နိုးထားမှုလိုချင်တာမဟုတ်ဘူးဘုရားသခင်လိုချင်တာနိုးထားမှုမဟုတ်ဘူးဘုရားသခင်လိုချင်တာဘာလဲအသီးကိုလိုချင်တာဟာလေလုယာအာမင်တချို့ကလကားကြီးလကားနေစုပ်ပြီးနိုးထားနေတာဘာအသီးမှမရှိဘူးrevival ဖြစ်တာမင်းဘုရားကြောင့်လာဖြစ်ပြီးပေါက်ရရှောက်လို့ညာအများကြီးရှိတယ်ဘုရားသခင်လိုချင်တယ်ကျွန်တော်အသီးကိုလိုချင်တယ်အာမင်ဒီအသီးကောင်းခြင်းကိုဘာကိုသိချင်ရင်လည်းဘာကိုကြည့်လိုက်လဲအပင်ကိုကြည့်လိုက်ပါ
ဘာပဲလဲဆိုဒါကြောင့်လို့မိတ်ဆွေကျွန်တော်ပြောတယ်ဘုရားသခင်လိုချင်တာအသီးလိုချင်တာဖြစ်တယ် revival ကောင်းပါလေနိုးထားဒီနေ့နိုးထားတာပဲဒီမှာ IC လာတော့လည်းနိုးထားတာပဲဟုတ်တယ်မလားဟုတ်တယ်လေအော်ရေးလေအော် IC လာနိုးထားနေတာဟုတ်တယ်လေအဲ့ဒါလည်းသူ့ရဲ့နိုးထားခြင်းတစ်ခုပဲဟုတ်လားဟုတ်တယ်ဒီတိုင်းပဲပြီးတော့ဗာပဲလေဒီတိုင်းပဲနိုးထားတာကောင်းပါလေမကောင်းဘူးကျွန်တော်ဒါပေမဲ့ဘုရားသခင်လိုချင်တဲ့အဓိကအရေးကြီးတာအသီးသီးစေခြင်းနဲ့မိတ်ဆွေအရောက်စီတဲ့ဘုရားသခင်အသီးသီးကိုတည်ထားတာဖြစ်တယ်အာမင်ဒါကြောင့်မိတ်ဆွေသင်အားဖြင့်ဒီနေ့စင်ကူနိုင်ငံနဲ့မကပဲလူမျိုးတကာနိုင်ငံတကာဘုရားသခင်အသီးသီးခြင်းနဲ့အသုံးပြုခြင်းနဲ့အာမင်အရောက်စီတဲ့ဘုရားရှင်ကောင်းပေးပါစေကျွန်တော်ဆုတော်တောင်းပေးခြင်းနဲ့ဒါပေမဲ့ဆရာလည်းရှိပြီးတော့ကျွန်တော်ဒီမှာ worship team နဲ့တေချာဆုတောင်းပေးခြင်းနဲ့ဒါပေမဲ့ဆရာရှိတဲ့အတွက်ကျွန်တော်ဒီစီစဉ်ဖြတ်လိုက်မယ်ဆရာကိုပေးလိုက်မယ်နောက်တစ်ပတ်ဆရာမနဲ့ကျွန်တော်ပြန်ချိန်ထားတယ်ဟုတ်တယ်နော်ဆရာမမမပါနော်ဟုတ်တယ်ကျွန်တော်ခုနကတော့မချိန်ညာလိုက်ရအောင်ခုလာမယ်17ပေါ့နော်ဆရာနှစ်ပါးစလုံးရှိမှဖြစ်တယ်ပြီးတော့ကျွန်တော်31ရက်နေ့လည်းရှိအောင်မှာဖြစ်တယ်ဆရာအာမင်ဆရာဆောင်းဆရာတော့မြန်မာပြည်ပြန်သွားပြီဆိုတော့ခုလာမယ့် Sunday မှာဆရာဆောင်းဆရာကိုပထမဆုံးခေါ်တယ်ရတော့ပါတော့ကျမတို့ဟိုဆူတောင်းချင်းကိုကျမတို့ဆက်ပြီးသွားချင်ပါတယ်လို့တော့ဘုရားသခင်ဝိညာဉ်တော်လှုပ်ရှားတယ်ဆိုတော့ကျမတို့တကယ်ပဲခံစားရတဲ့ဆရာဆောင်ဆန်နဲ့လည်းကျမထိုင်ပြီးစကားပြောပြီးသွားပြီဆိုတော့ကျမဘုရားသခင်ဝိညာဉ်တော်လမ်းပြတဲ့အတိုင်းကျမဆူတောင်းချက်တောင်းဆက်ကပ်ဖို့အတွက်ကျမတို့ဒီနေ့ဖိတ်ခေါ်ခြင်းနဲ့ဘာကြောင့်လဲဆိုဘုရားသခင်ကဒီနေ့ဆရာထွန်းတို့အသုံးပြုပြီးတော့သူလည်းဒီလောက်ကြားပြောဖို့သူမမှန်းထားဘူးကျမတို့နားလဲတယ်တို့တော်လည်းဝိညာဉ်တော်ဘုရားပေါ်ပြတဲ့အခါမှာသူဆက်ပြီးတော့နှလုံးသားထဲမှာသူရှံပြီးထွက်နေတာเนาะကျမတို့ခံစားရရတယ်သူထက်ဒီတခါလေရေတွင်ဟိုစမ်းရေတွင်ကနေเนาะရှံနေတယ်လို့သူကရှံနေတာတွေသူကဝေငှနေတာဖြစ်တယ်အဲ့တော့ဘုရားကြီးဒီနေ့မိတ်ဆွေတို့ဖြစ်တယ်ကျမတို့ဖြစ်တယ်ဘုရားနဲ့ဒီနေ့စကားပြောတယ်အခုလာမယ့် Sunday 19ရက်နေ့မှာလည်းလာပါအားလုံးကျမတို့ပြန်လဲပြီးဖိတ်ကြတယ်ဆရာဆောင်ဆယ်သူနှုတ်ပတ်တော်ကိုဝေငှမယ်ဆရာဖလုံးလည်းရှိမှဖြစ်တယ်နောက်ပြီး31ရက်နေ့ကျမဘာကြောင့်24ရက်နေ့မပြောဆို24ရက်နေ့ကကျမတို့ကဲဆယ်ဆန်နေဖြစ်တဲ့အတွက်ကြောင့်မို့ကျမတို့အားလုံးဒီမှာရှိမှဖြစ်တယ်ဒါပေမဲ့ကဲဆယ်ဆန်နေဖြစ်တယ်အဲတော့ကျမခုချိန်မှာအားလုံးကျမတို့မျက်စိပြန်ပြီးမိတ်အောင်ကျမတို့မျက်လုံးမိတ်ပြီးတော့ခဏခဏကကျမတို့ပြောခဲ့တဲ့ຢာတွေကျမပြန်လဲပြီးစဉ်းစားရအောင်ပြန်လဲပြီးစိတ်ချရအောင်ကျမစဉ်းစားတယ်လို့ပြောတဲ့အခါမှာကျမအုံနှောက်ကိုသုံးပြီးစဉ်းစားတယ်လို့ဖြစ်ကောင်းဖြစ်မယ်ဒီနေ့ကျမဒီနှုတ်ပတ်တရားတော့ကျမပြန်လဲပြီးစိတ်ချရအောင်ကျမနှလုံးသားထဲမှာကျမပြန်ပြီးစဉ်းချင်တယ်ကျမအကြားအာယုန်ထဲမှာရှိနေတဲ့နှုတ်ပတ်တရားတော့အကြားအာယုန်ထဲနေကျမနှလုံးသားထဲကိုစီးဆင်းဖို့အတွက်ဒီချိန်သားယူကျမတို့ဖြစ်နေတာခုနကျမတို့ချိန်ကြားခဲ့တယ်လို့မိတ်ဆွေဒီနေ့နဲ့ဗိမာန်တော် EMC ကိုရောက်ရှိလာခြင်းဒီအကြောင်းပဲတက်ရောက်ရှိလာခြင်းမဟုတ်ဘူးဖယားသခင်ဒီမိတ်ဆွေနဲ့ဒီနေရာမှာ appointment လုပ်ထားတော့ကြောင့်မိတ်ဆွေရောက်ရှိလာခြင်းဖြစ်တယ်ဖယားသခင်ဒီဖိတ်ခေါ်နေတယ်အရှိမမနီယာလေးရှိပါသေးတယ်မိမိလည်းဖယားသခင်လာဖို့နဲ့ဖယားသခင်ကစာမတဲ့လုံးသားလေးဆိုတာစာမတဲ့လုံးသားလေးဆိုတာဖယားသခင်မိတ်ဆွေတို့ရှာဝေးစတာကြီးမိသားစုတွေပါတော့ဘုရားရှင်စောင့်ကြပါရှိကိုလာတယ်ဘုရားသခင်ကိုတော်ကမိတ်ဆွေကိုကောင်းပါဘတ်ထွေကိုတော်ဘာရှိဒီလိုဒီယူလာတော့ဒီအကျမ်းမရှိတဲ့မိတ်ဆွေကိုရားသခင်လက်တော်ဒီကျမ်းမရှိမှာဖြစ်တယ်ကျမ်းမရှိတဲ့လက်တော်ဒီဖတ်လို့ရတယ်မိတ်ဆွေရှာပါဒီပါတဲ့ကျမ်းမရှိတဲ့
ရောက်တိုင်းဖျား